ဒီတော့ဒီကနေ့ညတရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဗာတရားဟောမှလဲဆိုလို့ရှိရင်လောကမှာရှားဖွေခြင်းအမျိုးမျိုးရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားကအနရိယပရိယေတနာမမြတ်သောရှားဖွေခြင်းက၄မျိုးအရိယပရိယေတနာမြတ်သောရှားဖွေခြင်းက၄မျိုးဆိုပြီးတော့ရှားဖွေခြင်းနဲ့ပတ်သက်ပြီးတော့အကျေတဝက်အဲ့ဒီမှာဟောထားတယ်အဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့တရားဓမ္မတို့ဦးဇင်းတို့တွေလည်းပဲကာယကံမှုဝစီကံမှုမနောကံမှုတွေနဲ့အချိန်ရှိသမျှမိမိတို့အလိုရှိတာတစ်ခုခုကိုတော့အမြဲတမ်းရှာနေကြတာပဲမို့လားမနဲ့လင်းလာတဲ့ကစနေဝင်မိုးချုပ်လို့အိပ်ပျော်သည့်အထိဘာလို့ကြတာတုံးလို့မေးရင်ကာယကံဝစီကံမနောကံတွေကိုအသုံးချပြီးတော့ကိုလိုချင်တာတစ်ခုနှစ်ခုသို့မဟုတ်အမျိုးမျိုးသောကိုယ်စိတ်ထဲမှာကောင်းနေထင်တာတွေကိုရှာနေကြတာပါပဲအဲ့ဒါလို့ရှာတဲ့အခါမှာငါရှာတာဟာမြတ်သောရှာဖွေခြင်းမျိုးလားသို့မဟုတ်မမြတ်သောရှာဖွေခြင်းမျိုးလားဆိုတာကတော့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေနဲ့ဒါပိသပေါင်းသူတော်ကောင်းတို့ချိန်ထိုးပြီးတော့ညှိကြည့်ရမှာပေါ့ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ကဒီပရိယေတနာသုတ်တံတရားဒေသနာတော်ကိုမေးရမယ့်မေးခွန်းတစ်ရပ်အနေနဲ့ဘာကိုရှာနေကြတာလဲဆိုတဲ့တရားကောင်းစဉ်လေးပြီးတော့ဟောပါမယ်ဟုတ်ရဲ့လားနေတိုင်းရှာတော့ရှာနေတာပဲเนาะဘာကိုရှာနေတာလဲဘာကိုရှာလို့ဘာကိုရမှာလဲသိကြတာကတော့ကိုရှာတာကိုရနေတာပါပဲဟုတ်ရဲ့လားမြတ်တာကိုရှာဖွေရင်မြတ်တာရမှာပေါ့ယုံညံ့တာကိုရှာရင်ယုံညံ့တာရမှာပေါ့ဒီဒေသနာမှာတော့မြတ်စွာဘုရားကအနရိယပရိယေတနာမမြတ်သောရှာမိခြင်း၄မျိုးအရိယပရိယေတနာမြတ်သောရှာမိခြင်း၄မျိုးဆိုပြီးတော့စံကျင်ဘက်အဓိပ္ပာယ်တရားအနေနဲ့ဖော်ညွှန်းပြီးတော့ဟောထားတယ်နော်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီကနေ့ညဘာကိုရှာနေကြတာလဲတဲ့ပရိယေတနာသုတ်တံကိုနာယူကြည်ညိုကြရမယ်နော်ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟူသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုတ်တိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီးမူပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယပညာပိဇောတဝိဟတမောဟဓမ္မသာနရမရလောကကရုဝန္တိတုကတံဂတိဝိမု ढ ံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလည်းရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟဓမ္မအရဟတမေတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူ၏ထသောသာနရမရလောကကရုလူနှမြမတတဝနန္ဒတို့၏ကြောက်ထီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ढ ံဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှလိအထူးသဖြင့်ကင်းလွတ်တော်မူ၏ထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်နာဗရမ ्या ကဲ့သို့ပြတ်သားတင်တဲ့သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်ပါမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝုနေဝနာမှာကာယဝစီမနောချီ၍သုံးလီဓဝရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆုံးမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားနည်းနည်းလေးတင်လိုက်ပရိယေတနာသုတ်တံနဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်စတံသောဣမဘိက္ခဝေနရိယပရိယေတနာဘိက္ခဝေယဟန်တော်များဥจิตသားတို့အနရိယပရိယေတနာမမြတ်သောရှာဖွေခြင်းတို့သည်
ima sadato i levado vedi chitaru hori loka ji ma mamyat sha mi chin mamyat sha phwe chin soda akhu pyo me 4 မျိုးပါတဲ့ဘာတွေတုံးဆိုတော့ဣရာဘိခဝေဧကိသောအတ္တနာစရာဓမ္မောတမနောစရာဓမ္မံယေဝပရိယေတတိဘိခဝေယဟနောတို့ဣဒဤလောကကြီးမှာဧကိသောအချို့သောပုဂ္ဂိုလ်တို့သည်အတ္တနာမိမိကိုယ်တိုင်ကစရာဓမ္မောဥခြင်းသဘောတရားရှိသည်တမနောဖြစ်ပါလျက်စရာဓမ္မံယေဝဥဒတ်သောသဘောတရားတို့ကိုသာလျင်ပရိယေတတိရှာမိ၍ရှာဖွေ၍နေ၏ဟောဒီလောကကြီးမှာတချို့သောပုဂ္ဂိုလ်တွေဟာတဲ့တချို့သောတတ္တဝါတွေဟာကို၌ကဥဒတ်တဲ့သဘောဟောင်းတတ်တဲ့သဘောဆွေးမြေ့တတ်တဲ့သဘောရှိပါလဲကဲနဲ့ဥဒတ်တဲ့သဘောဟောင်းတတ်တဲ့သဘောရှိတဲ့အရာတွေကိုပဲထပ်ပြီးတော့ရှားနေတယ်တဲ့အဲ့ဒါဟာမမြတ်သောရှားဖွေခြင်းတစ်မျိုးပါတဲ့ကိုယ်တိုင်ကဥဒတ်ဟောင်းတတ်တဖြည်းဖြည်းနဲ့အည်သွေးတွေကျလာတဲ့သဘောရုပ်ပိုင်းဆိုင်ရာပေါ့နော်တဖြည်းဖြည်းနဲ့ဟောင်းတန်းဆွေးမြေ့တဲ့သဘောရှိပါလဲခင်နဲ့ကိုရှားထားတဲ့အရာတွေကလည်းပဲအဲ့ဒါလိုအိုတဲ့ဟောင်းတတ်တဲ့ဆွေးတဲ့မြင့်တဲ့တရားတွေကိုပဲအရာတွေကိုပဲရှားထားတယ်တဲ့။ဘာတွေကိုရှားတာလဲလို့ဆိုလိုတာလဲဆိုတော့ဦးဇင်းတို့သက်ရှိသက်မဲ့အမျိုးမျိုးသောကာမဂုဏ်ဝတ္ထုပစ္စည်းတွေကိုဒီနေရာမှာရည်ရွယ်ပြီးတော့ပြောတာပါ။ဟုတ်ရဲ့လား။အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့လောကကြီးမှာကိုရှားထားတာဟာဘယ်လိုအရာလဲဆိုတာကိုဘောစီစစ်ဖို့မလိုဘူးလားလိုတယ်ခုဒီမှာမြတ်စွာဘုရားကစတင်ပြီးတော့ပြောနေပြီနော်ကိုယ်တိုင်ကအိုမင်းဆွေးမြေ့တတ်တဲ့သဘောရှိပါလဲခင်နဲ့အိုမင်းဆွေးမြေ့တတ်တဲ့သက်ရှိသက်မဲ့အဲ့ဒီကာမဂုဏ်ဝတ္ထုပစ္စည်းတွေကိုရှားထားခြင်းသည်အဲ့ဒါမမြတ်သောရှားဖွေခြင်းတစ်မျိုးပါတဲ့နော်နောက်တစ်မျိုးအာတနာဗျာတိဓမ္မောတမနောဗျာတိဓမ္မံယေဝပရိယေတတိအတ္တနာမိမိကိုယ်တိုင်ကဗျာတိဓမ္မောနာကျင်ခြင်းသဘောတရားရှိသည်တမနောဖြစ်ပါလျက်ဗျာတိဓမ္မေယေဝနာကျင်တတ်သောအရာတို့ကိုသာလျက်နာကျင်တတ်သောသဘောတရားရှိသောအရာတို့ကိုသာလျက်ပရိယေတတိရှာမိ၍ရှာဖွေ၍နေ၏ကို၌ကနာကျင်ကြိုက်ခဲတတ်တဲ့သဘောမသက်သာတဲ့သဘောရှိပါလဲခင်နဲ့ကိုရှားထားတဲ့အရာတွေကနာကျင်တတ်တဲ့သဘောကြိုက်ခဲတတ်တဲ့သဘောရှိတဲ့အရာတွေကိုပဲရှားထားတယ်တဲ့ဒါကိုလည်းစဉ်းစားရမယ်ကိုရှားထားတဲ့အရာတွေကိုလည်းစဉ်းစားရမှာပေါ့တရားဓမ္မတို့ဦးဇင်းတို့ခန္ဓာဟာတကယ်စင်စစ်နာကျင်ခြင်းသဘောဟာအမြဲတမ်းရှိနေတာပဲဆေးရုံရောက်မှမသက်မသာအော်ဟစ်ညည်းညူနေရမှနာကျင်ကြိုက်ခဲတဲ့သဘောတွေ့တာလို့အဲ့ဒါလို့မအောင်မှစ်သင့်ဘူးတကယ်ကတော့မသက်သာတဲ့သဘောနည်းနည်းလေးအနေရထိုင်ရခက်တဲ့သဘောလေးကတော့အချိန်တိုင်းလိုရှိနေတာပဲဒါခန္ဓာကိုယ်ကိုကြည့်မယ်ဆိုရင်သိနိုင်ပါတယ်များသောအားဖြင့်တော့တရားဓမ္မတို့ဦးဇင်းတို့ဒီဆင်းရဲတဲ့နာကျင်တဲ့ဝေဒနာတွေကိုကိုကဣရိယာပုနဲ့ဖုံးထားတော့မသိတာဘူးဖြစ်တာပေါ့တကယ်လို့မလှုပ်မရှက်တမျိုးတည်းသောဣရိယာပုနဲ့နေကြည့်မယ်မလှုပ်ဖဲနေကြည့်မယ်ဆိုရင်15မိနစ်လောက်အတွင်းမှာပဲဒီခန္ဓာကိုယ်ကြီးဟာမသက်သာတဲ့သဘောရှိတယ်ဆိုတာကိုသူထင်ရှားပြမှာပဲဟုတ်ရဲ့လားသို့တော့ကိုကဒီလိုလေးအစင်မပြေရင်ဟိုလိုလေးပြောင်းပြီးတော့နေလိုက်မှာပဲဟုတ်လားအဲ့ဒါလိုအမျိုးမျိုးသောလျောင်းထိုင်ရသွားဣရိယာပုတွေနဲ့ပြောင်းလဲပြီးတော့စိတ်တိုင်းကြကလေးနေလို့ရနေသေးတော့တက်တာသလိုလိုဖြစ်နေတာပေါ့အမြဲတမ်းနာကျင်နေတယ်မသက်မသာဖြစ်နေတယ်ဆိုတာကမထင်ရှားပဲဖြစ်နေတာပေါ့ဟုတ်လားနောက်ပြီးတော့စားလာတဲ့အခါမှာစားပစ်လိုက်မှာပဲရေစားလာတဲ့အခါမှာတောက်ပစ်လိုက်မှာပဲတကယ်တမ်းကတော့ခန္ဓာကိုယ်ကအမြဲတမ်းပြဿနာရှားနေတာပါပဲရှားနေတဲ့ပြဿနာကိုကိုကအမြဲတမ်းရှင်းပေးနေရတာပါပဲအစားတောက်နဲ့ရှင်းရတယ်အဝတ်အစားနဲ့ရှင်းရတယ်အနေအထိုင်နဲ့ရှင်းရတယ်ယန္တိဥဒုနဲ့ရှင်းရတယ်အမျိုးမျိုးပါပဲတကယ်တမ်းကတော့ဒီခန္ဓာကိုယ်ကြီးကအမြဲတမ်းမသက်သာတဲ့သဘောကတော့ကြီးတာနဲ့သေးတာပဲကွာတယ်အမြဲတမ်းရှိမနေဘူးလားရှိနေတယ်အဲ့ဒီအချက်ကိုကောင်းကောင်းသဘောပေါက်ဖို့လိုတယ်ဟုတ်ရဲ့လားအေးအဲ့ဒီမသက်သာမှုတွေကကြီးထွားလာတော့ဒါဆေးရုံတက်ရတဲ့အခြေအနေဆေးကန်းသွားရတဲ့အခြေအနေဒါမျိုးဖြစ်လာတာပေါ့ဒါကလည်းပဲတစ်ချိန်မှဒါကြီးကြီးကျယ်ကျယ်မခံမရနိုင်တဲ့အဆင့်ကိုတဖြည်းဖြည်းနဲ့ရောက်သွားမှာပဲလေဟုတ်ရဲ့လားအဲ့တော့ပြောလိုတာကကိုယ်တိုင်ကနာကျင်ခြင်းသဘောရှိပါလဲခင်နဲ့ကိုရှားထားတဲ့အရာတွေဟာလည်းပဲနာကျင်တတ်တဲ့သဘောရှိတဲ့အရာတွေကိုပဲရှားထားတာပါတဲ့တယောက်ကိုတယောက်မကယ်နိုင်တဲ့အနေအထားမျိုးပေါ့
ဆိုလိုတာကဟုတ်ရဲ့လားမထူးတာကိုပဲရှာတယ်ပေါ့ဆိုလိုတာကနော်အဲ့ဒါလို့ကိုယ်တိုင်ကနာတတ်တဲ့သဘောရှိပါလေနဲ့နာတတ်တဲ့သဘောရှိတာတွေကိုပဲရှာခြင်းသည်အဲ့ဒါမမြတ်သောရှာဖွေခြင်းတစ်မျိုးပါတဲ့ဟုတ်ရဲ့လားနှစ်မျိုးရှိပြီနော်နောက်တစ်ခါအာဒနာမရဏဓမ္မောတမနောမရဏဓမ္မံယေဝပရိယေတတိအာဒနာမိမိကိုယ်တိုင်ကမရဏဓမ္မောသေဆုံးပျက်စီးတဲ့ခြင်းသဘောတရားရှိသည်တမနောဖြစ်ပါလေရဲ့မရဏဓမ္မယေဝသေဆုံးပျက်စီးတတ်သောအရာတို့ကိုသာလျင်ပရိယေတတိရှာမိ၍ရှာဖွေ၍နေ၏ကို၌ကပျက်စီးတတ်တဲ့သဘောသေဆုံးတတ်တဲ့သဘောရှိပါလက်ခင်နဲ့ကိုရှာထားတဲ့အရာတွေဟာပျက်စီးတတ်တဲ့သဘောသေဆုံးတတ်တဲ့သဘောရှိတာတွေကိုပဲရှာထားတာပါတဲ့ဟုတ်ရဲ့လားဒါတကာဓမ္မတို့ဦးဇင်းတို့တနေ့မှဒီခန္ဓာကိုယ်ကြီးဟာပျက်စီးကြရမယ်ဆိုတာမြေကြီးလက်ခတ်မလွဲပဲနော်အေးရှောင်မရတိမ်မရကြုံညတွေးကြရမယ်ကိစ္စနော်အဲ့ဒါလို့ကိုယ်တိုင်ရှောင်မရတိမ်မရရင်ဆိုင်ရမယ်ပြဿနာမျိုးရှိတာကိုပဲကိုရှာထားတာတွေဟာဖြစ်နေတယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကအဲ့ဒါလို့သေဆုံးခြင်းပျက်စီးခြင်းရှိတတ်တဲ့ပုဂ္ဂိုလ်ကသေဆုံးခြင်းပျက်စီးခြင်းရှိတဲ့အရာတွေကိုပဲရှာထားတာဒါပေတတော်မှာဉာဏ်ရှိပါတယ်အကျယ်ကြီးဦးဇင်းတို့ရှင်းပြเสียရလိုမယ်မထင်ဘူးဟုတ်ရဲ့လားကိုယ်ပတ်ဝန်းကျင်မှာကိုရှာထားတာတွေဟာအဲ့လိုမျိုးဖြစ်မနေဘူးလားအဲ့ဒါရှာဖွေခဲ့တာတွေဟာမြတ်သောရှာဖွေခြင်းတွေလို့ပြောမလားမမြတ်သောရှာဖွေခြင်းတွေလို့ပြောမလားမမြတ်သောရှာဖွေခြင်းတွေမမြတ်ဘူးဆိုတော့ရှုံးတယ်ပေါ့ဟုတ်လားမမြတ်ဘူးဆိုမှတော့ဘာမှမထူးဘူးပေါ့ဟုတ်လားတည်ရလို့လည်းပြောမလားဟုတ်လားအမျက်မရှိဘူးဆိုမှတော့နော်ရှုံးတယ်လို့လည်းပြောလို့ရတာပေါ့ဟုတ်ရဲ့လားတနည်းအားဖြင့်မြတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကစကားနှစ်ခွထွက်တယ်ဗျနော်ရှုံးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုလည်းမမြတ်ဘူးလို့ပြောလို့ရတယ်နောက်ပြီးတော့ယုံညံ့နေမမြတ်ဘူးပေါ့မယုံညံ့ဘူးမြင့်မြတ်တယ်ပေါ့မြင့်မြတ်တယ်လို့လည်းပြောလို့ရတယ်အသာရတယ်အနိုင်ရတယ်ဆိုတဲ့အမျက်အနေနဲ့လည်းပြောလို့ရတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကို၌ကတည်တတ်တဲ့သဘောရှိပါလေနဲ့တည်တတ်တဲ့သဘောတရားရှိတာတွေကိုပဲရှားထားခြင်းသည်ရှားနေခြင်းသည်ဓမ္မမြတ်သောရှာဖွေခြင်းမှာတဲ့မြတ်စွာဘုရားကဟုတ်ရဲ့လားဘယ်နှမျိုးရှိပြီတော့၃မျိုးရှိပြီနောက်ထပ်တစ်မျိုးအတနာတံကိလေသာဓမ္မောတမနောတံကိလေသာဓမ္မံယေဝပရိယေတတိအတနာမိမိကိုယ်တိုင်ကတံကိလေသာဓမ္မောညင်နွမ်းတတ်သောသဘောတရားတွေရှိသည်တမနောဖြစ်ပါလျက်တံကိလေသာဓမ္မညင်နွမ်းတတ်သောအရာတို့ကိုသာလျင်ပရိယေတတိရှာမိ၍ရှာဖွေ၍နေ၏ကိုယ်တိုင်ကညင်နွမ်းတတ်တဲ့သဘောတရားရှိနေပါလက်ကင်နဲ့ကိုရှာထားတဲ့အရာတွေဟာလည်းညင်နွမ်းတတ်တဲ့သဘောရှိတာတွေကိုပဲရှာထားတာတဲ့ကိုယ်တိုင်ညင်နွမ်းတတ်တဲ့သဘောရှိတယ်ဆိုတာကရုပ်ပိုင်းဆိုင်ရာကိုအဓိကရည်ရွယ်ပြောတာမဟုတ်နော်စိတ်ပိုင်းဆိုင်ရာတံကိလေသာတံကိလေတိကာဓမ္မပူပန်စေတဲ့နှိမ့်ဆက်တတ်သောသဘောတရားများစိတ်နှလုံးကိုအမျိုးမျိုးသောအယောင်တွေညှဉ်းနှွမ်းမှုတွေဖြစ်သွားစေတဲ့တရားများတဲ့ပြောရရင်တော့လောဘဒေါသမောဟအစရှိတဲ့ကိလေသာတရားတွေကိုပြောတာပါဟုတ်ရဲ့လားတရားဓမ္မတို့ဦးဇင်းတို့ရဲ့အတွင်းတန်တော်မှာအာယုန်နေနဲ့တွေ့တိုင်းကြိုက်เสียလို့ထင်တော့လူကျင်တယ်ဆိုတဲ့လောဘအညစ်အကြေးကသတိဝရိယပညာမဥစည်းတဲ့အချိန်တိုင်းမှာရှိမနေဘူးလားရှိနေတယ်ဒါဟာမုန်းတီးတရားမကျေနပ်เสียဒါဟာစိတ်တိုင်းမကြเสียလို့ထင်တော့ဒေါသဆိုတဲ့အညစ်အကြေးဟာသတိဝရိယဉာဏ်ပညာမဥစည်းတဲ့အချိန်တိုင်းမှာရှိမနေဘူးလားရှိနေတယ်အဲ့ဒါလိုပဲမာနတို့အိတ်သားတို့မစ္စရိယတို့အာယုန်နေနဲ့ကြုံတိုင်းသတိဝရိယမရှိဘူးဆိုလို့ရှိရင်သတိဝရိယဉာဏ်ပညာမရှိဘူးဆိုလို့ရှိရင်မရှိတဲ့အချိန်တိုင်းမှာအကြောင်းအားလျော်စွာတမျိုးမျိုးသောစိတ်ကိုညှဉ်းနှွမ်းစေတဲ့တရားတွေကတော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့အတွင်းတန်တာမှာမရှိဘူးလားရှိတယ်အဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ပုထုသင်သဘာဝအမြဲတမ်းလိုဒါညှဉ်းနှွမ်းနေတာပဲစိတ်ဟာတန်ရှင်းစင်ကြယ်တဲ့အချိန်ဆိုတာကအင်မတန်နည်းတယ်သတိဝရိယဉာဏ်ပညာဥရှိပြီးတော့ကိုဘာဖြစ်လို့ဖြစ်နေတယ်ဆိုတာကိုမသိဘူးဆိုတဲ့အချိန်ဒီအမြဲတမ်းညှဉ်းနှွမ်းနေတာပါပဲကိုဘာဖြစ်နေတယ်လဲဆိုတာကိုသိတဲ့အချိန်ကလေးဟာတန်ရှင်းစင်ကြယ်တာပါပဲဒါအကျမ်းမြင်ပြောတာနော်အေးကိုယ့်ရဲ့ဒါနကောင်းမှုလေးကိုပြန်စဉ်းစားတဲ့အချိန်ဒါလည်းတန်ရှင်းပါလေဘာဝနာဖြစ်တာကိုစာကနုတ္တိဘာဝနာဖြစ်တာကိုနော်ကိုပေးခဲ့တာလေးတွေကိုစွန့်ခဲ့တာတွေကိုလှူခဲ့တာလေးတွေပြန်စဉ်းစားရင်တန်ရှင်းတယ်ပေါ့စိတ်ကလေးကကိုယ့်ရဲ့သီလဆောင်စည်းမှုကိုယ့်ရဲ့အပြစ်ကင်းမှုငါဘဇုပေါ်မှာမတရားမလုပ်ဘူးဒါလေးကိုကအားရကျင့်တတ်စွာဖြင့်ပြန်ပြီးတော့စဉ်းစားနေမယ်ဆိုရင်လေတ
တီလာနုတ္တိဖြစ်ပြီးတော့စိတ်ဟာတန့်ရှင်းတာပေါ့ဒါလည်းဘာဝနာတစ်မျိုးပဲနော်အဲ့ဒါလို့မကဘဲနဲ့မေတ္တာပွားများမယ်မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုပွားများမယ်ဟုတ်ရဲ့လားပြီးတော့ကိုယ်ခန္ဓာကိုယ်ရဲ့ဖြစ်နေတဲ့သဘောတရားတွေကိုတတိဝရိယဖြင့်ဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းအမှန်တိုင်းသိအောင်ကြိုးစားနေမယ်ဆိုရင်လည်းပဲအဲ့ဒီအခိုက်အတန့်အဲ့ဒီတည်ငါမှာမိမိတို့ရဲ့စိတ်နှလုံးသည်တန့်ရှင်းတယ်ပေါ့အဲ့ဒါလို့မနေတဲ့အချိန်တိုင်းမှာတရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်သည်အမြဲတမ်းလို့ဘာဖြစ်နေတော့ညှဉ်းနှွမ်းနေတယ်အညစ်ကြီးနဲ့အညစ်လေးပဲကွာမှာပေါ့ဟုတ်ရဲ့လားအဲ့တော့ကိုယ်တိုင်ကညှဉ်းနှွမ်းတတ်တဲ့သဘောတရားရှိပါလျက်ကဲနဲ့ဆိုတာအဲ့ဒီအဓိပ္ပာယ်ကိုပြောတာဟုတ်ရဲ့လားကိုယ်တိုင်ကညှဉ်းနှွမ်းတတ်တဲ့သဘောညှဉ်းနှွမ်းတတ်တဲ့သဘောတွေရှိနေလို့မတန့်ရှင်းဘူးပေါ့ပူလောင်တတ်တဲ့သဘောတွေရှိနေလို့မအေးချမ်းဘူးပေါ့ရှုပ်တတ်တဲ့သဘောတရားတွေရှိနေလို့မရှင်းလင်းဘူးပေါ့ဟုတ်လားညစ်တတ်တဲ့နောက်ကျတဲ့သဘောတရားတွေရှိနေလို့မကြည်လင်ဘူးပေါ့ဆင်းရဲတတ်တဲ့သဘောတရားတွေရှိနေလို့မချမ်းသာဘူးပေါ့အတူတူပဲနော်သဘောတရားတွေကဟုတ်ရဲ့လားအဲ့ဒါလို့စိတ်နှလုံးမှာဆင်းရဲခြင်းပူလောင်ခြင်းညှဉ်းနှွမ်းခြင်းရှုပ်ထွေးခြင်းနောက်ကျခြင်းနော်မတန့်ရှင်းခြင်းညှဉ်းနှွမ်းခြင်းဒါတွေရှိနေပါလက်ကနဲ့ကိုရှားထားတဲ့အရာတွေဟာကိုရှားနေတဲ့အရာတွေဟာဒီညှဉ်းနှွမ်းတတ်တဲ့သဘောရှိတာတွေကိုပဲထပ်ပြီးတော့ရှာမိရတာဖြစ်နေတယ်တဲ့အဲ့ဒါဆိုလို့ရှိရင်ဒါဟာမမြတ်သောရှာမိပေါ့နော်ကိုကလည်းပဲညစ်တတ်တဲ့လူကိုဘေးကလူကလည်းပဲညစ်တတ်တဲ့လူဆိုပါစို့ကိုကလည်းဒေါသတွေထွက်တတ်တဲ့လူကိုဘေးကလူကလည်းဒေါသတွေထွက်တတ်တဲ့လူအဲ့တော့ဒီလိုညှဉ်းနှွမ်းတတ်တဲ့သဘောတရားရှိတဲ့လူတွေအတူနေတယ်ဆိုတော့ပိဋကရဲ့အစင်မပြေတရားကတော့တော်တော်ကြီးကိုအလားအလာရှိတယ်ဟုတ်လားနော်အစင်ပြေဖို့ကတော့တော်တော်ကိုကြိုးစားမှအစင်ပြေလိမ့်မယ်ဟုတ်လားသူကလည်းလောဘဒေါသမောဟအပြည့်ကိုကလည်းလောဘဒေါသမောဟအပြည့်ဟုတ်ရဲ့လားလောဘဒေါသမောဟအပြည့်ရှိတဲ့လူချင်းအတူတူနေကြတာဆိုတော့အရှုပ်ချင်းနီးစပ်တော့အကုန်ကြီးအကုန်တာပေါ့နော်တခါလေကြတော့ဘလို့ရှင်းလို့ရှင်းရမှန်းတောင်မသိဘူးဘာဖြစ်လို့ဆိုကိုကရှုပ်တာတွေရှာထားတာကိုရှုပ်တာတွေနဲ့ပတ်သက်ထားတာကိုဟုတ်လားဒါကြောင့်တစုံတစ်ခုရှုပ်ထွေးမှုညှဉ်းနှွမ်းမှုပူလောင်မှုတွေကြောင့်စိတ်ပြက်တယ်ဆိုရင်တစ်ဖက်လူကြီးပဲအပြစ်မတင်နဲ့ဟုတ်ရလားငါကလည်းပတ်သက်မိတာကိုငါကလည်းဒါမျိုးမှရှာထားတာကိုဟုတ်လားပြီးတော့ငါကိုယ်၌ကလည်းပဲဒါမျိုးကြီးရှိနေတာကိုမထူးသောမဆန်းသောကိစ္စတွေကိုငါရှာထားတာမမြတ်တာကိုရှာမှတော့မမြတ်တာဟာအဆန်းမဟုတ်ဘူးလို့ကိုအဲ့ဒါလိုနားလည်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်မြတ်စွာဘုရားကသဗ္ဗညုတဉာဏ်နဲ့ကြည့်ပြီးတော့ရှားဖွေခြင်းတွေကတော့အမျိုးမျိုးပါပဲရှားနေကြတော့ပါပဲတတ်တလောက်မှတ်တလောက်စွမ်းအားထုတ်ပြီးတော့မရှားကြဘူးလားရှားကြတယ်နော်ကာယကံဝစီကံမနောကံသုံးချပြီးတော့ရှားနေတာပဲအချိန်တွေကိုအသုံးချပညာတွေကိုအသုံးချအမျိုးမျိုးကိုရကျင်တာကိုဒါအချိန်ပြည့်လို့ပြောရမှာပါပဲရှားနေကြတာပါပဲဟုတ်ရဲ့လားအဲ့ဒါလို့ရှားနေတာတွေထဲမှာမြတ်သလားမမြတ်ဘူးလားဆိုတာကိုချိန်ထိုးပြီးတော့နားလည်ဖို့ဒါဥစဉ်တို့ဒါပထမပိုင်းပေါ့နော်မြတ်စွာဘုရားကမမြတ်သောရှာဖွေခြင်းဆိုတာ၄မျိုးပါတဲ့စာတက်ကနေသိယမြန်မာပြန်ထားတာလေးကတော့နည်းနည်းရှင်းသေးတယ်အနရိယပရိယေတနာလူယုတ်မာတို့ရဲ့ရှာဖွေခြင်းလို့အဲ့ဒါလိုပြောထားတယ်ဟုတ်ရဲ့လားယုတ်မာမှုရဲ့ရှာဖွေခြင်းပေါ့အဲ့ဒါကတော့နည်းနည်းရှင်းသေးတာပေါ့နော်မမြတ်သောရှာဖွေခြင်းဆိုရင်ယုတ်ညံ့သောရှာဖွေခြင်းဆိုရင်ကောမဖြစ်ဘူးလားဖြစ်ပါလေဟုတ်ရဲ့လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့မမြတ်သောရှာဖွေခြင်းဆိုတာဘယ်နှမျိုးလဲ၄မျိုးပြန်ပြောမယ်နော်ကိုယ်တိုင်ကအိုဓာတ်နာဓာတ်သေဓာတ်ညှဉ်းနှွမ်းတတ်တဲ့သဘောတရားတွေရှိပါလက်ကဲနဲ့အိုဓာတ်နာဓာတ်သေဓာတ်ညှဉ်းနှွမ်းတတ်သောသဘောတရားရှိတာတွေကိုပဲထပ်ပြီးတော့ရှားထားတယ်တဲ့အခုလည်းပဲရှားနေသေးပဲဒါတွေပဲရမှာပဲအခုအတိုင်းရှားနေရင်တော့လေဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီနေရာမှာနည်းနည်းလေးပေးသက်ပေါင်းသူတော်ကောင်းတို့အကျင့်တဝင်လေးနားလေကြည့်ရအောင်နော်အကျင့်တဝင်လေးဆိုတာကတိတ်အကျင့်တဝင်ကြီးတော့မဟုတ်ပါဘူးဆိုကြပါစို့လုံးလုံးစေအိုမင်းတတ်တဲ့သဘောနာကျင်တတ်တဲ့သဘောသိဆုံးတတ်တဲ့သဘောညှဉ်းနှွမ်းတတ်တဲ့သဘောတွေရှားထားတယ်ဆိုတာကတော့ဘာမှနားမလည်တရားမရှိဘူးအင်မတန်ရှင်းလင်းပါတယ်လွယ်ပါတယ်ဟုတ်လားသို့တော့နည်းနည်းလေးစဉ်းစားတရားလာမဲ့အနာဂတ်မှာဘာတွေရအောင်အခုချိန်ကငါရှားထားသလဲဆိုတာလေးကိုလည်းနည်းနည်းစဉ်းစားသေးခြင်းနဲ့ဆိုပါစို့တရားဓမ္မတို့ပုထုသင်တဘာဝမကောင်းတာတွေလုံမိတာမဟုတ်တာတွေပြောမိတာမဟုတ်တာတွေတွေးမိတာကာယကံဝစီကံမနောကံအကုသိုလ်ကံတွေလုံမိတာပြောမိတာတွေးမိတာမရှိဘူးလားရှိတယ်ဒါဥစဉ်တို့လည်းရှိတာပဲဟုတ်လားအဲ့ဒါလို့ကိလေသာတရားကိုအရင်ခံပြီးတော့ကာယကံဝစီကံမနောကံမတန့်ရှင်းမှုမစင်ကြယ်မှုအကုသိုလ်ကံတွေကိုပြုမယ်ဆိုလို့ရှိရင်အဲ့ဒီအကုသိုလ်ကံတို့ရဲ့အကျိုးပေးသည်
တနည်းအားဖြင့်အဲ့ဒီအကုသိုလ်ကံဒီဘာကိုပေးမှာတော့ဆိုတော့အပေလေးပါးတည်းဟူသောယုံညံ့တဲ့ဘဝကိုပေးမှာပေါ့ဟုတ်ရဲ့လားအဲ့ဒီတော့အကုသိုလ်ကိုပြုခြင်းသည်ယုံညံ့သောဘဝကိုရအောင်ရှာရမရောက်ဘူးလားမရခြင်းသည်ဖြစ်စေရခြင်းသည်ဖြစ်စေရှားထားရင်တော့သိမ့်ပိုက်ရမှာပဲเนาะအဲ့ဒါရှားထားတာပဲကိုကအကုသိုလ်ပြုပြီးတော့ရှားလိုက်တာပဲဟုတ်လားလောကကြီးမှာကောင်းဝယ်ထင်ပြီးတော့ရှားပြီးတော့အဲ့ဒါကြီးကကိုယ့်လက်ထဲရောက်တော့မှမကောင်းမှန်းသိရတာမျိုးကောလောကီလိုဥပမာပေးလို့မရဘူးလားရတယ်နော်ကိုကတော့ကောင်းမယ်ထင်လို့အစဉ်ပြေမယ်ထင်လို့ဒါကြီးကိုရှားထားလိုက်တာပဲပြီးတော့မှဒါကဒုက္ခဖြစ်နေတယ်မကောင်းတာကြီးဖြစ်နေတယ်ဆင်းရဲတာကြီးဖြစ်နေတယ်တချို့ကြတော့လည်းပဲကောင်းတာလေးကနည်းနည်းမကောင်းတာတွေကအများကြီးဖြစ်နေပြန်တယ်ဟုတ်လားအဲ့ဒါလိုပဲအကုသိုလ်မှုပြုကြတဲ့ပုဂ္ဂိုလ်တွေဟာကောင်းမယ်ထင်လို့တော့လှုပ်လိုက်တာပဲဒီတိုင်းပြောလိုက်ရင်တော့အစဉ်ပြေမှာပဲဒီတိုင်းပြောလိုက်ရင်တော့စိတ်တိုင်းကြတာပဲဟုတ်မှာပဲလို့ထင်လို့လှုပ်လိုက်တာပါပဲအကုသိုလ်လှုပ်တာလည်းကောင်းမယ်ထင်လို့လှုပ်တာနော်တကယ်ဒီမိုင်းများဟုတ်တယ်နော်ချမ်းသာမယ်ထင်လို့ဒီတိုင်းလှုပ်လိုက်မှအစဉ်ပြေမယ်ထင်လို့ဒီတိုင်းကိုလှုပ်ချလိုက်တာပဲပြီးမှအစဉ်မပြေတာကတော့ကံအားလျော်စွာပေါ့ဟုတ်ရလားအဲ့ဒါလိုပြောချင်တာကအကုသိုလ်ကိုပြုတယ်ဆိုလို့ရှိရင်ယုံညံ့တဲ့အပေလေးပါးခန္ဓာတွေကိုရအောင်ရှာရရောက်တယ်အဲ့ဒီအပေလေးပါးခန္ဓာတွေဟာအိုတတ်တဲ့နာတတ်တဲ့သေတတ်တဲ့ညှဉ်းနှွမ်းတတ်တဲ့ခန္ဓာတွေပဲမဟုတ်လားဟောအဲ့တော့ဒါညှဉ်းနှွမ်းသောရှာဖွေမှုလို့ပြောလို့မရဘူးလားရတယ်အဲ့တော့ပြစ္ဆုတ်ပံရှာထားတာလောက်တင်ဒကာဓမ္မတို့ဦးဇင်းတို့နားလေသဘောပေါက်ထားရုံမျှနဲ့မပြည့်စုံသေးဘူးဟုတ်ရဲ့လားအကုသိုလ်မှုကိုပြုလို့ရှိရင်လည်းပဲဒါမမြတ်သောရှာဖွေခြင်းပဲမမြတ်သောမှာတော်တော်ကိုရှုံးတဲ့ရှာဖွေခြင်းပဲယုံညံ့တဲ့ဘဝခန္ဓာတွေရအောင်ရှာထားရမရောက်ဘူးလားရောက်တယ်။ကဲနောက်တစ်ချက်ကုသိုလ်ကောင်းမှုတွေပြုတယ်ကုသိုလ်ကောင်းမှုတွေနော်ပုထုသင်တဘာဝကုသိုလ်ဟာကောင်းတယ်လို့အဆုံးအမတွေကိုရလို့ကုသိုလ်ကောင်းမှုကိုမပြုကြဘူးလားပြုထားတာရှိတယ်။ရှိတော့အဲ့ဒီကုသိုလ်ကောင်းမှုကိုပြုတဲ့နေရာမှာတော့နှစ်ချက်ပြောရလိမ့်မယ်။နော်တချို့ကကုသိုလ်ကောင်းမှုကိုပြုတော့ပြုတယ်ဒါပေမဲ့ရည်ရွယ်ချက်ကမမှန်ဘူးမမြင့်ဘူးဟုတ်လားဒီကုသိုလ်ကောင်းမှုကိုဘဝတမ္ပတ္တိဘောဂတမ္ပတ္တိတစုံတစ်ခုတောင့်တလိုလားချက်နဲ့ပြုကြတာဒုက္ခခတ်သိငြိမ်းခြင်းလို့ပြုတာမဟုတ်ဘူးကိလေသာငြိမ်းခြင်းလို့ပြုတာမဟုတ်ဘူးနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းလို့ပြုတာမဟုတ်ဘူးတန်တရားဝဆင်းရဲကလွတ်ချင်တဲ့စိတ်နဲ့ပြုတာမဟုတ်ဘူးတချို့ဆိုလို့ရှိရင်ဘဝတမ္ပတ္တိဘောဂတမ္ပတ္တိလောက်တောင်မရည်မှန်းတတ်ဘူးဂုံပကာသနာရှိုံမျှလောက်တချို့ကြတော့ရည်မှန်းတာရှိတယ်လူသိသေးခြင်းနဲ့ငါဒီလိုလှုပ်လိုက်တယ်ဟုတ်လားတချို့လှူးနေတာတွေလူသိသေးခြင်းလို့လှူးနေတာတွေရှိတယ်နော်တချို့များဆိုလို့ရှိရင်ကြားရတာကောင်းတော့မကောင်းပါဘူးလေဟုတ်လားဘွဲတွေဘာတွေရအောင်မို့လို့ပြည့်အောင်လှူရတဲ့လူတွေတောင်ရှိတယ်လို့ကြားဘူးတယ်ဟုတ်ရလားအဲ့ဒါလို့လှူဒန်းခြင်းမျိုးကြတော့ကုသိုလ်တော့ကုသိုလ်ပဲဒါပေမဲ့မမြတ်သောကုသိုလ်ဟုတ်ရလားမမြတ်သောကုသိုလ်အဲ့ဒါလို့ပဲသီလသမာဓိပညာရည်ရွယ်ချက်မမှန်ဘူးပေါ့နိဗ္ဗာန်ရဖို့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းဖို့လောဘဒေါသတွေငြိမ်းဖို့ဒီလိုရည်ရွယ်ချက်နဲ့လုပ်တာမဟုတ်ဘူးတစုံတစ်ခုသောလိုအပ်ချက်တစုံတစ်ခုသောတောင်းတချက်နဲ့ပြုတယ်ဆိုလို့ရှိရင်အဲ့ဒီကုသိုလ်သည်ကောင်းတဲ့အမှုဖြစ်တဲ့အတွက်ကြောင့်လူချမ်းသာနတ်ချမ်းသာဗြဟ္မချမ်းသာဆိုတဲ့တန်တရားတွင်ချမ်းသာကိုတော့ပေးလိုက်မယ်နော်သူကကုသိုလ်ဖြစ်တာကိုဒါမဲ့သူ့ကိုချမ်းသာလို့ဆိုရတာကအပေလေးပုံရဲ့ဘဝနဲ့စာရင်ကောင်းလို့မို့သူ့ကိုချမ်းသာလို့ပြောရတာတကယ်လို့သစ္စာအမြင်နဲ့ကြည့်မယ်ဆိုရင်တော့သူ့ကိုလည်းချမ်းသာလို့ပြောလို့မရဘူးသူဟာလည်းပဲဒုက္ခသစ္စာထဲမှာအကျုံးဝင်တာပဲမဟုတ်လားနော်ဖြစ်ပေါ်လာတယ်ချုပ်ပြောက်သွားတယ်သူလည်းဒီတိုင်းသွားတာပဲလေဟုတ်ရဲ့လားသို့တော့အပေလေးပုံလောက်တော့သူကဒုက္ခမကြီးဘူးပေါ့တနည်းအားဖြင့်ကိုကလွတ်မြောက်ခြင်းတယ်ဆိုလို့ရှိရင်နိဗ္ဗာန်ရအောင်လွတ်မြောက်အောင်သူ့မှာလုံနိုင်ခွင့်ရှိတာပေါ့အပေပုံကတော့ဆင်းလဲဆင်းရဲတယ်လွတ်မြောက်အောင်လည်းလုံနိုင်ခွင့်သူတို့မှာမရှိဘူးသူတို့ကတော့တော်တော်ကိုဆိုးတဲ့ဘဝပေါ့ဟုတ်ရဲ့လားသို့တော်လည်းပဲနိဗ္ဗာန်ကိုရည်မှန်းချက်မထားဘဲနဲ့ပြုလုပ်လိုက်တဲ့ကုသိုလ်ကံတွေလည်းပဲလူချမ်းသာနတ်ချမ်းသာဗြဟ္မချမ်းသာလို့ချမ်းသာနာမည်တက်ပြီးတော့ဆိုရတော့လည်းပဲသစ္စာအမြင်နဲ့ကြည့်မယ်ဆိုရင်တော့ဒုက္ခသစ္စာကိုပဲသူရတာတနည်းအားဖြင့်အိုဓာတ်နာဓာတ်သေဓာတ်ညှဉ်းနှွမ်းတတ်သောခန္ဓာပဲထပ်ပြီးတော့ရတာပဲမဟုတ်လားဟုတ်တယ်နော်အဲ့လိုဆိုရင်သူ့ကိုလည်းဘယ်လိုတည်းထည့်မလို့မမြတ်သောရှာမိခြင်းနဲ့ပဲထည့်ရမှာပဲဟုတ်လားအကုသိုလ်နဲ့အပေပုံကိုရှာတာနဲ့စာရင်တော့ကောင်းတယ်ပေါ့ဒါကတော့ဦးဇင်းတို့တိတိကျကျပြောရမယ်နော်အတူတူလို့တော့သွားပြောလို့မရဟုတ်ရလားအတူတူလို့တော့ပြောလို့မရဘူးအပေပုံဆိုတာကဆင်းရဲရတဲ့အထက်ဒီဆင်းရဲကလွတ်မြောက်ခွင့်ရှိအောင်လုပ်လို့မရဘူးလွတ်မြောက်ခွင့်အဲ့ဒီဘဝမှာမရှိဘူးပေါ့ဒကာဓမ္မတို့ဦးဇင်းတို့သုခရိပုံသားဆိုတာက
ဆင်းရဲတယ်သို့တော့ဒီဆင်းရဲကလွတ်အောင်လုပ်လို့ရတယ်အဲ့ဒီအချက်မှာအများကြီးမကွာဘူးလားကွာတယ်နော်ဒုက္ခသစ္စာချင်းတူတာနဲ့အကုန်တူတယ်လို့တော့ရောပြီးတော့ပြောလို့တော့တဘာဝကြမှာမဟုတ်ဟုတ်ရလားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့အကုသိုလ်လုပ်ပြီးတော့အပေပုံကိုရှာခြင်းတည်လည်းပဲမမြတ်သောရှာဖွေခြင်းအိုနာတိညှဉ်းနှွမ်းတတ်သောသဘောတရားကိုရမှာပဲနိဗ္ဗာန်ကိုမရည်ရွယ်ဘဲနဲ့တန်တရားဝဆင်းရဲကလွတ်မြောက်ဖို့ဆိုတာမပါဘဲနဲ့ကုသိုလ်မျိုးစုံကိုပြုခြင်းတည်လည်းပဲချမ်းသာလို့ဆိုရတော်ညာလည်းပဲအိုနာတိညှဉ်းနှွမ်းတတ်သောတရားတွေဖြစ်တဲ့အတွက်ကြောင့်သူလည်းပဲမမြတ်သောရှာမိခြင်းတွေကိုထည့်ရလိမ့်မယ်ဟုတ်ရလားအေးဒါနဲ့ရင်မြတ်သောရှာမိခြင်းကဘာလဲဆိုတော့နိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့တန်တရားဝဆင်းရဲကလွတ်ဖို့ဆိုတဲ့ရည်ရွယ်ခြင်းနဲ့ပြုတဲ့ကုသိုလ်ကောင်းမှုကတော့ဒါမြတ်သောရှာဖွေခြင်းပဲအဲ့ဒါကတော့မြတ်သောရှာဖွေခြင်းဖြစ်မယ်နော်နောက်ပြောတာထဲမှာသွားပြီးတော့အကျုံးဝင်ပဲဟုတ်ရလားဒါကြောင့်မမြတ်သောရှာဖွေခြင်းဆိုတာကိုအဲ့ဒါလို့ကြဲကြဲပြန့်ပြန့်ကလေးပိဋကပေါင်းသူတော်ကောင်းတို့ချက်ထွင်ပြီးတော့တွေးတတ်ဖို့မလိုဘူးလားလိုပါတယ်အခုရှာထားတာတွေကိုလည်းအကဲခတ်ပါကံနေပြုတဲ့အချိန်တိုင်းမှာလည်းပဲဒါဘာကိုရမှာလဲတနည်းအားဖြင့်ဒါငါဘာကိုရှားနေတာလဲကိုမရှိသေးတယ်မို့လားအကုသိုလ်ဆိုရင်တော့အပေပုံကိုရှားတာပဲသိကြတယ်နော်နိဗ္ဗာန်မရည်ရွယ်တဲ့ကုသိုလ်ဆိုရင်တော့သူဂတိပုံတည်းဟူသောအိုနာတိညှဉ်းနှွမ်းတဲ့တရားကိုရှားတာပဲဟုတ်ရလားအေးဒါကတော့မမြတ်သောရှာမိခြင်းနဲ့ပတ်သက်တဲ့အချက်လက်လေးတွေပေါ့နော်နောက်မြတ်စွာဘုရားကမြတ်သောရှာမိခြင်းဆိုတာလည်းရှိသေးတယ်တဲ့အဲ့ဒါကတော့ဖြောင်းဖြောင်းဆန့်ကျင်လိမ့်မယ်ဦးဇင်းတို့အခုပြောခဲ့တဲ့တရားတွေနဲ့ဖြောင်းဖြောင်းဆန့်ကျင်လိမ့်မယ်နော်သူကတော့စတ္တသောဣမဘိက္ခဝေအရိယပရိယေတနာဘိက္ခဝေယဟန်တော်မြတ်ဥချေတာတို့အရိယပရိယေတနာမြင့်မြတ်သောရှာဖွေခြင်းတို့သည်ဣမစတ္တသောဤလေးပါးတို့ပါပေတည်းချစ်သားတို့တဲ့မြင့်မြတ်သောရှာဖွေခြင်းဆိုတာခုပြောမဲ့လေးပါးပါတဲ့ဘာတွေတုံးဆိုတော့ဣရာဘိက္ခဝေဧကိစ္ဆောအတ္တနာဇရာဓမ္မောတမနောဇရာဓမ္မေအာရိနဝဝိဒိတဝါအာဇရာနုဒ္ဒရယောဂခေမံပရိယေတတိအာဇရာနုဒ္ဒရယောဂခေမံနိဗ္ဗာနံပရိယေတတိဘိက္ခဝေယဟန်တော်မြတ်ဥချစ်သားတို့ဣရာဤလောကကြီးမှာဧကိစ္ဆောချိုသောပုဂ္ဂိုလ်တို့သည်အတ္တနာမိမိကိုယ်တိုင်ကဇရာဓမ္မောဥခြင်းသဘောတရားရှိသည်တမနောဖြစ်နေသည်ဖြစ်သောကြောင့်ဇရာဓမ္မီဥခြင်းသဘောတရားရဲ့အာဒီနဝအပြစ်အနာအစားကိုဝိရိတဝါသိမြင်နာလေအောင်ကြိုးစားကြကုန်သည်ဖြစ်၍အဇရံဥခြင်းသဘောတရားမရှိသောအနုတ္တရံအတုမရှိမြင့်မြတ်သောယောဂခေမံယောဂ၄ပါးတို့ရဲ့ကုန်ခန့်ရာဖြစ်သောနိဗ္ဗာန်နိဗ္ဗာန်ကိုပရိယေတတိရှာမိ၍ရှာဖွေ၍နေ၏နော်ပထမမြတ်သောရှာဖွေခြင်းကိုယ်တိုင်ကအိုတတ်တဲ့သဘောတရားရှိတယ်အဲ့ဒါကိုကောင်းကောင်းသိမြင်နားလေသဘောပေါက်ပြီးတော့ဒီအိုတတ်တဲ့သဘောတရားဟာအကောင်းမဟုတ်ဘူးလို့အိုခြင်းရဲ့အပြစ်ကိုမြင်ပြီးတော့အဲ့ဒီအိုခြင်းကင်းရာတနည်းအားဖြင့်အိုခြင်းကလွတ်ရာနော်အနုတ္တရယောဂခေမနိဗ္ဗာန်ပရိယေတတိတဲ့အနုတ္တရဆိုတာကတော့အင်မတန်မြင့်မြတ်တယ်ပေါ့နာဥတ္တရနော်အတုမရှိမြင့်မြတ်တဲ့တရားပေါ့နိဗ္ဗာန်ကိုပြောတာပါပဲယောဂခေမဆိုတာကတော့ယောဂ၄ပါးတို့ရဲ့ကုန်ခန်းရာပေါ့နော်ယောဂဆိုတာကတရားကိုကောက်ရင်တော့ဒီကိလေသာတွေလောဘဒေါသတွေကိုပဲယောဂလို့နာမည်တစ်မျိုးနဲ့မြတ်စွာဘုရားကဟောတာပါယောဂဆိုတာရှင်ဆက်ခြင်းသဘောလို့အဓိပ္ပာယ်ရတယ်လောဘဒေါသမောဟဆိုတဲ့ယောဂတရားတွေဟာတတ္တဝါတွေကိုဒုက္ခတွေနဲ့မကွဲမကွာဖြစ်အောင်အမြဲတမ်းချီထားတယ်တုတ်ထားတယ်နှောင်ထားတယ်ရှင်ထားတယ်ဆက်ထားတယ်ခွဲခွာလို့မရဘူးဒုက္ခနဲ့တတ္တဝါကိုပူးကပ်ပြီးတော့ချီတုတ်ထားတဲ့သဘောချီတုတ်ထားနိုင်တဲ့အစွမ်းရှိတဲ့သဘောဒါကြောင့်ကိလေသာတို့သည်ယောဂလို့အမည်တစ်မျိုးရတယ်ပေါ့မန္တလေးဆိုတော့ဘုရားကြီးကတော့ဒီယောဂဆိုတာကိုဘယ်လိုဥပမာပေးလဲဆိုတော့ပိဋကပေါင်းသူတော်ကောင်းတို့ရန်ကုန်ကလူတွေဆိုတော့လှဲကလူတိုင်းစီးချင်မှစီးဘူးမယ်ဟုတ်လားလှဲမှာတဘိုးတုံးမှာတတ်ထားတဲ့နွားဟုတ်လားနွားနှစ်ကောင်ကိုတဘိုးတုံးမှာကလိုက်တယ်ခေါ်တာပေါ့လေဟုတ်လားတဘိုးကြီးနဲ့ဘွဲ့ကျိုးနဲ့တက်ပြီးတော့ဓာတုကိုရှေ့ကိုသွားရင်လည်းပဲလှဲကြီးကဘာဖြစ်သွားမှာတော့ပါသွားမှာသူဒီကနေယုံထွက်လို့မရဘူးဒီနွားကလှဲနဲ့သူ့ကိုအမြဲတမ်းဥချီပြီးတော့ခံထားရတယ်အဲ့ဒါမောင်းတဲ့နေရာကိုသူသွားရမှာပဲလှဲပေါ်မှာပါတဲ့လူကဟိုသွားဆိုသူဟိုသွားရမှာပဲသွားတဲ့နေရာတိုင်းမှာဒီလှဲကြီးကပါနေမှာပဲအဲ့ဒါလိုပဲဒကာဓမ္မတို့ဦးဇင်းတို့တွေလည်းပဲခန္ဓာတည်းဟူသောဝန်တုပ်ဝန်ပိုးလှဲကြီးကိုတည်ပြီးတော့သုံးသက်တဲ့ပုံမှာအနှံ့သွားနေရတာဘာဖြစ်လို့လဲဆိုတော့ဒီ
ဒီယောဂဆိုတဲ့ဒုက္ခနဲ့ကိုယ်နဲ့ကိုရှင်ဆက်ထားတဲ့သဘောခြိတုပ်ထားတဲ့သဘောကိလေသာတွေကိုပြောတာပါပဲဟုတ်လားအဲ့ဒီသဘောတရားတွေရှိနေလို့ဒုက္ခနဲ့ကိုယ်နဲ့ဟာအမြဲတမ်းမကွာအောင်နေရတယ်ပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကယောဂခိမံယောဂ၄ပါးတို့ရဲ့ကုန်ခန်းရာဆိုတာနိဗ္ဗာန်ကိုပြောတာပါဟုတ်ရလားအေးပြောချင်တာကကိုယ့်ရဲ့အိုခြင်းသဘောတရားရှိတာကိုကောင်းကောင်းနားလေသဘောပေါက်ပြီးတော့အဲ့ဒီအိုခြင်းရဲ့အပြစ်ကိုမြင်ပြီးတော့အတုမရှိမျက်လှစွာသောယောဂ၄ပါးရဲ့ကုန်ခန်းရာဖြစ်သောကိလေသာတွေချုပ်ငြိမ်းရာဒုက္ခတွေချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်ဆိုတဲ့တရားကိုရှာတယ်တဲ့သူတော်ကောင်းအလုပ်ကိုလုပ်တယ်ပေါ့နိဗ္ဗာန်ရောက်ကြောင်းတရားကိုအားထုတ်တယ်ပေါ့နော်တူတူပြောရရင်တော့အဲ့ဒီနေရာမှာသူကအားထုတ်ခြင်းရဲ့အကြောင်းကံလေးကတော့နည်းနည်းကွဲပြားမယ်နဲ့တူတယ်နော်အိုခြင်းသဘောတရားကိုမြင်ပြီးတော့အဲ့ဒီအိုခြင်းရဲ့အပြစ်ကိုမြင်ပြီးတော့အိုခြင်းကလွတ်အောင်လုပ်မယ်ဆိုတဲ့ဒီအကြောင်းခန္ဓာလေးကတော့နည်းနည်းထူးခြားမှုမရှိဘူးလားရှိတယ်နော်လှုပ်တာကတော့နိဗ္ဗာန်ရောက်ကြောင်းတရားကိုလှုပ်တာပဲဟုတ်ရလားအေးအဲ့လိုမျိုးအိုလွတ်ရာကိုရှာတဲ့သဘောပေါ့နော်အဲ့ဒါပထမမြတ်သောရှာမိခြင်းနောက်ဟာတွေကိုကြာတော့ပိဿပေါင်းသူတော်ကောင်းတို့ရိပ်မိလောက်ပါပြီဟုတ်ရလားအကျမ်းမြင်လေးတော့ပြောသွားမယ်နော်အတနာစရာဓမ္မောတမနောစရာဓမ္မေအာရိနဝဝိဒိတဝအစရာအနုတ္တရယောဂခေမနိဗ္ဗာနံပရိယေတတိကိုယ်တိုင်ကနာကျင်တတ်တဲ့သဘောတရားရှိတာကိုသိမြင်နားလည်ပြီးတော့ဒီနာကျင်တတ်တဲ့သဘောတရားရဲ့အပြစ်ကိုမြင်ပြီးတော့စရာကင်းရာနာကျင်ခြင်းကင်းရာအတုမရှိမြင့်မြတ်တဲ့ယောဂ၄ပါးတို့ရဲ့ကုန်ခန်းရာဖြစ်တဲ့နိဗ္ဗာန်ကိုရအောင်ရှာတယ်တဲ့ဒါဒုတိယမြတ်သောရှာမိခြင်းပေါ့ဟုတ်ရလားနောက်ပြီးတော့အတနာမရဏဓမ္မောတမနောမရဏဓမ္မေအာရိနဝံဝိဒိတဝါအမရဏနုတ္တရယောဂခေမနိဗ္ဗာနံပရိယေတတိကိုယ်တိုင်ကသေဆုံးတတ်တဲ့သဘောပျက်စီးတတ်တဲ့သဘောတရားရှိတာကိုကောင်းကောင်းနားလေသဘောပေါက်ပြီးတော့အဲ့ဒီသေဆုံးတတ်သောပျက်စီးတတ်သောသဘောရဲ့အပြစ်ကိုမြင်ပြီးတော့သေခြင်းကင်းရာနိဗ္ဗာန်ဆိုတဲ့တရားဓုတရားမြတ်ကိုရအောင်သူရှာမယ်တဲ့အဲ့ဒါမြတ်သောရှာဖွေခြင်းပါတဲ့၃မျိုးရှိပြီနော်နောက်တစ်မျိုးကအတနာတံကိလေသာဓမ္မောတမနောတံကိလေသာဓမ္မေအာရိနဝံဝိဒိတဝါအတံကိလေထံအနုတ္တရယောဂခေမနိဗ္ဗာနံပရိယေတတိကိုယ်တိုင်ကညင်နွမ်းတတ်တဲ့သဘောတရားရှိတယ်ဒါလေးတော့နည်းနည်းပြောတရားရှိတယ်နော်ညင်နွမ်းရတယ်ဆိုတာကကောင်းတာမဟုတ်ဘူးနော်ညင်နွမ်းတတ်တဲ့သဘောပူလောင်တတ်တဲ့သဘောကိလေသာတွေရှိတယ်ဆိုတာကကောင်းတဲ့သဘောမရှိဘူးသူ့မှာအပြစ်တွေအများကြီးရှိတယ်အဲ့ဒီအပြစ်ကိုမြင်အောင်ကြည့်ပြီးတော့ဒီအပြစ်တွေကလွတ်အောင်ငါကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးဖြင့်နိဗ္ဗာန်ရောက်ကြောင်းတရားကိုအားထုတ်တယ်ပေါ့အဲ့တော့ဒီတန်ကိလေသာဆိုတဲ့ညင်နွမ်းတတ်တဲ့သဘောတရားတွေကိလေသာတို့ရဲ့အပြစ်တွေဆိုတာကပြောရင်ကုန်နိုင်ပေါ်ရမရှိဘူးဟုတ်ရဲ့လားလုံးလုံးစင်မှာလဲသူတို့ဖြစ်ရင်သူတို့ဖြစ်နေတဲ့အခိုက်အတန့်မှာကိုပဲစိတ်နှလုံးဟာပူပန်ရတယ်ဆင်းရဲရတယ်နောက်ကြည့်ရတယ်ရှုပ်ထွေးရတယ်မသက်မသာဖြစ်ရတယ်သူတို့ဖြစ်တဲ့အတိုင်းအတာပမာဏများရင်များသလောက်ကြီးရင်ကြီးသလောက်ငိုကြွေးရတဲ့အဆင့်ပူလောင်ရတဲ့အဆင့်လူလိမ်ရတဲ့အဆင့်ထိကိုရောက်နိုင်တယ်ဒီကိလေသာတွေကဟုတ်ရဲ့လားအဲ့ဒီကိလေသာတို့ကြောင့်ဖြစ်ပေါ်လာတဲ့အပြောတွေအလုပ်တွေဆိုတာကလည်းတန်ရှင်းမှုဆိုတာဖြစ်နိုင်မလားမဖြစ်နိုင်ဘူးလောဘဒေါသကြောင့်ဖြစ်ပေါ်လာတဲ့အပြောလောဘဒေါသကြောင့်ဖြစ်ပေါ်လာတဲ့အလုပ်ဟာကောင်းသောအလုပ်ကောင်းသောအပြောဖြစ်နိုင်မလားအဲ့လိုကောင်းသောအလုပ်ကောင်းသောကံဆိုတာမဖြစ်နိုင်ဘူးဆိုရင်ကောင်းသောအကျိုးပေးကိုရနိုင်မလားမရနိုင်ဘူးဒါကြောင့်ဒီကိလေသာတို့ရဲ့အပြစ်ကိုမြင်ပြီးတော့ဒီကိလေသာကင်းရာနိဗ္ဗာန်ကိုငါရအောင်အထုတ်မယ်ဆိုလို့ရှိရင်ဒါဟာဘာလို့မြတ်သောရှာဖွေခြင်းပါတဲ့မြတ်သောရှာဖွေခြင်းဘယ်နှမျိုးလဲ၄မျိုးဟုတ်ရဲ့လားမြတ်သောရှာဖွေခြင်း၄မျိုးအဲ့တော့ဘိဓပေါင်းသူတော်ကောင်းတို့အိုခြင်းနာခြင်းသေခြင်းညှဉ်းနှွမ်းခြင်းသဘောတရားတွေရဲ့အပြစ်ကိုမြင်ပြီးတော့အိုခြင်းနာခြင်းသေခြင်းညှဉ်းနှွမ်းခြင်းကင်းရာနိဗ္ဗာန်ကိုရအောင်ဆိုပြီးတော့နိဗ္ဗာန်ရောက်ကြောင်းတရားကိုကြိုးစားအထုတ်တယ်အဲ့ဒါဒီပင်လျင်ဒါမြတ်သောရှာဖွေခြင်းပါတဲ့ဟုတ်ရဲ့လားအဲ့တော့ဘိဓပေါင်းသူတော်ကောင်းတို့မြတ်သောရှာဖွေခြင်းဆိုတာကိုဖြစ်ဖို့အတွက်ဒီတရား၄ပါးကိုကောင်းကောင်းနားလည်ပြီးတော့ဒါတွေရဲ့အပြစ်ကိုမြင်တတ်ဖို့မလိုဘူးလားလိုတယ်ဒါတွေဒီပင်လျင်ဒါတွေကလွတ်အောင်လုပ်တဲ့နေရာမှာအကောင်းဆုံးတွန်းအားဖြစ်လိမ့်မယ်လို့ထင်တယ်သဘောပေါက်လားဦးဇင်းခုပြောတာကိုသဘောပေါက်လားမသိဘူးဆိုပါစို့တိဋ္ဌထမင်းသားကဖရာအဖြစ်ကိုရောက်အောင်ဖရာအဖြစ်ကိုရောက်အောင်ညံတူးကြီးကိုရှာခဲ့တာဟာဘယ်သူကတွန်းအားပေးလိုက်တာလဲအိုခြင်းနာခြင်းသေခြင်းကပဲတွန်းအားပေးလိုက်တာတရားဓမ္မတို့ဦးဇင်းတို့အမြဲတွေ့နေတဲ့တရားပါပဲဟုတ်ရဲ့လားတရားကြီးကတော့လမ်းရိုးကြီးပါပဲအင်မတန်ရိုးပါတယ်ဟုတ်ရဲ့လားရိုးသလောက်လည်းအင်မတန်ကောင်းတဲ့တရားပါနော်ဒါကြောင့်မြတ်စွာဘုရား
ဘယ်သူတော်ကောင်းမျိုးမဆိုဒီခန္ဓာရဲ့အပြစ်ကိုမြင်ပြီးတော့ဒီဆင်းရဲတဲ့ခန္ဓာကပဲလွတ်အောင်ယုံသွားတာဟုတ်ရဲ့လားအဲ့တော့ဒါသည်ပင်လျင်ကုံချမ်းဆိုတဲ့သဘောမျိုးလို့ကလေးတွေနားလည်အောင်ပြောရရင်ပြောလို့မရဘူးလားရတယ်အဲ့ဒီတော့ဥခြင်းနာခြင်းသေခြင်းညင်နှောခြင်းကလွတ်ချင်ရင်ဥခြင်းနာခြင်းသေခြင်းညင်နှောခြင်းရဲ့အကြောင်းကိုကောင်းကောင်းသိဖို့လိုပဲဟုတ်လားကောင်းကောင်းသိတယ်ဆိုတာကအမှန်တိုင်းသိဖို့ပါပဲဥရနာတဲ့သိတယ်ဆိုတာကောင်းတာမဟုတ်ဘူးဒကာဓမ္မတို့ဥခြင်းတို့ဒါလူတိုင်းသိတယ်သို့တော်ခက်တာကဒါကိုတတိမရတာကခက်နေတယ်တတိရတာနဲ့ဒါမကောင်းဘူးဆိုတဲ့အဖြေကတော့ထွက်ပါတယ်လူတိုင်းမှာဟုတ်ရဲ့လားညင်နှောတယ်ဆိုတာလည်းမကောင်းဘူးသိတယ်ဆိုတာလည်းအင်မတန်ကြောက်စရာကောင်းပါတယ်ဟုတ်ရဲ့လားသို့တော်ဘာကပြဿနာဖြစ်နေတော့သူတို့ကိုခေါင်းထဲမထည့်နိုင်ဘူးဒီအချက်လက်ကိုခေါင်းထဲကိုမသွင်းနိုင်ဘူးဒီဟာကပြဿနာဖြစ်နေတယ်တကယ်လို့သာကိုယ့်ရဲ့ခေါင်းထဲကိုယ့်ရဲ့စိတ်ထဲကိုယ့်ရဲ့ဉာဏ်ထဲကိုဥခြင်းနာခြင်းသေခြင်းရဲ့အကြောင်းအရာကိုထည့်နိုင်မယ်ဆိုလို့ရှိရင်အင်မတန်မြင့်မြတ်တဲ့စိတ်သက်သဘောတရားတွေကဖြစ်ကိုဖြစ်တယ်ဟုတ်ရဲ့လားဒါကြောင့်ဒီဥခြင်းနာခြင်းသေခြင်းဆိုတဲ့တရားတွေကိုမြတ်စွာဘုရားကဒေဝဒုတလို့ဟောဟာတာတစ်မျိုးနဲ့တောင်ဟောတယ်ကြားဖို့မှာပါဒီသုတ်တန်တွေကိုဒေဝဒုတတဲ့ဒေဝဆိုတာကနတ်ဒုတဆိုတာကတမန်ပဲနတ်တမန်ပဲဆိုလိုတာကနတ်ပြည်ကိုရောက်အောင်သူတို့ဟာအများကြီးတွန်းအားပေးနိုင်တယ်ကောင်းတာတွေမြင့်မြတ်တာတွေစင်ကြယ်တာတွေဖြစ်အောင်သူတို့ဟာအများကြီးတွန်းအားပေးနိုင်တယ်သူတို့ကိုမမေ့ဖို့တော့လိုတာပေါ့နော်သူတို့ကိုကြိမ်ဖန်များစွာစဉ်းစားမယ်ကြိမ်ဖန်များစွာဂရုစိုက်မယ်ကြိမ်ဖန်များစွာနှလုံးသွင်းမယ်ဆိုရင်အဲ့ဓာတွေကိုနှလုံးသွင်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အသိဉာဏ်ဒီအံ့ဩစရာကောင်းလောက်အောင်မြင့်မြတ်လိမ့်မယ်စင်ကြယ်လိမ့်မယ်နောက်ဆုံးအဲ့ဒီမကောင်းတဲ့တရားတွေကပဲအဲ့ဒီအသိဉာဏ်ကထုတ်ဆောင်သွားလိမ့်မယ်ဒါကြောင့်ဒီအိုခြင်းနာခြင်းသေခြင်းဆိုတဲ့တရားတွေကိုတန်ဖိုးထားဖို့မလိုဘူးလားတန်ဖိုးထားဖို့ဆိုတာကသူတို့မှာတန်ဖိုးရှိလို့တန်ဖိုးထားရမှာလို့ဆိုလိုတာမဟုတ်ဘူးနော်သူတို့ကိုအကြောင်းပြုပြီးတော့သူတို့ကိုစဉ်းစားလိုက်ရင်မြင့်မြတ်တဲ့အသိဉာဏ်တွေနောက်ဆုံးအဲ့ဒီမကောင်းတဲ့အဲ့ဒီအရာတွေကပါလွတ်သွားနိုင်တဲ့အနေအထားမျိုးမှာရှိလို့တန်ဖိုးထားရမယ်ဆိုတာကိုပြောပြတာဒါကြောင့်မြတ်စွာဘုရားကဒေဝဒုဒလို့ဟောတာပေါ့ဟုတ်ရဲ့လားအဲ့ဒီမှာမြတ်စွာဘုရားဟောထားတဲ့ဂါထာလေးတစ်ပုဒ်ဆိုစိတ်ဝင်စားစရာတော်တော်ကောင်းတယ်ဟုတ်ရဲ့လားသောတိတာဒေဝဒုတေဟိယေပမေဇန္တိမာနဝါတေဒီကရတသောဇန္တိဟိနကာယုပကနရာတဲ့ဒီဂါထာလေးတော်တော်လေးသတိထားစရာကောင်းတယ်အဓိပ္ပာယ်လည်းတော်တော်ကောင်းတယ်ဘာပြောလဲဆိုတော့ဒေဝဒုတေဟိအိုခြင်းနာခြင်းသေခြင်းဆိုတဲ့နတ်တမန်တွေကသောတိတာလူတွေကိုကုသိုလ်ကောင်းမှုစိတ်ကောင်းစိတ်မြတ်တွေဖြစ်အောင်နှိုးဆော်တိုက်တွန်းနေသည်ဖြစ်ပါလျက်ဟောလောကကြီးကတော့နှိုးဆော်နေတာပဲတဲ့ဘယ်သူတွေကနှိုးဆော်အိုခြင်းနာခြင်းသေခြင်းတွေကလူတွေကိုနှိုးဆော်နေတယ်ဘာနှိုးဆော်နေဆိုကောင်းတာတွေပြုကြနော်ကောင်းတာတွေပြုကြလို့ဘာလို့နေတော့နှိုးဆော်နေတယ်ဘဝရဲ့အခြေအနေမှာလောကရဲ့အခြေအနေမှာကဘာမှကြီးကျယ်ခမ်းနားတာမဟုတ်ဘူးဘာမှကောင်းတာမဟုတ်ဘူးဒါတွေပဲရှိတာဒါကြောင့်ဒါတွေကလွတ်အောင်လုပ်ကြလို့သူတို့ကတော့ဘာလို့နေတော့နှိုးဆော်နေတယ်သူတို့နှိုးဆော်တာကဘလောက်ကျေပြန့်တယ်ဘလောက်လေးနက်တယ်ဆိုတာကတော့နားထောင်မဲ့ဉာဏ်သားရှိတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာမူတည်မှာပေါ့ဟုတ်လားသို့တော်သူတို့ကတော့မနှိုးဆော်ဘူးလို့တော့မရှိဘူးနော်နှိုးဆော်တယ်သူတို့ကိုကြည့်တဲ့ပုဂ္ဂိုလ်တိုင်းကိုသူတို့ကတော့ထိုက်တဲ့အသိဉာဏ်ရအောင်တော့အထောက်အကူပေးမှာပါပဲကြည့်မိဖို့ပဲလိုတယ်သတိရမိဖို့ပဲလိုတယ်ဒါပေမဲ့ခက်တာကဒကာမတို့ဦးဇင်းတို့တွေကသတိမရဘူးမကြည့်မိဘူးသူတို့နှိုးဆော်တဲ့တွေကိုနားမဆိုင်မိဘူးသူတို့ကိုအာယုံမပြုတ်မိဘူးပေါ့ဟုတ်ရလားအဲ့တော့မြတ်စွာဘုရားကဒီမှာသောတိတာဒေဝဒုတေဟိအဲ့ဒီနတ်တမန်တွေကနှိုးဆော်နေပါလှဲ့ကဲနေတဲ့ရေမာနဝအကျဉ်တတ္တဝါတို့သည်ပမိဇန္တိမေ့လျော့၍နေကြကုန်၏သူတို့ကနှိုးဆော်ပါလဲနဲ့သူတို့ကိုမေ့နေတယ်နော်သူတို့ကိုဂယုဆိုင်ဖို့အမှတ်ထင်ဖြစ်အောင်လုပ်နေပဲမလို့ကိုကဘာဖြစ်နေတော့မေ့နေတယ်အဲ့ဒါလို့မေ့နေရင်ဘာဖြစ်တုံးတဲ့သောတိတာဒေဝဒုတေဟိယေပမိဇန္တိမာနဝါတေဒီကရတသောဇန္တိဟိနကာယုပကနရာဒေနရာထိုသေးအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဒေဝဒုတနတ္တမတို့ကိုမေးလျော၍နေသောတတ္တဝါတို့သည်ဟိနကာယုပကယုံညံ့တဲ့ခန္ဓာတွေကိုရပြီးတော့ဒီကရတန္တိရှိလျာလစွာသောကာလပတ်လုံးသောဇန္တိပူပန်ညာရကုန်၏ရတဲ့အဖြေကတော့သိမကောင်းဘူးဟုတ်ရလားအိုခြင်းနာခြင်းသေခြင်းဆိုတဲ့နတ္တမန်တွေကနှိုးဆော်နေတယ်ကိုကမကြားခြင်းဟာဆောင်းနေတယ်မမြင်ခြင်းဟာဆောင်းနေတယ်တတိမထားဘူးဂယုမဆိုင်ဘူးအဲ့ဒါဆိုရင်ရမယ့်အကျိုးရလဒ်ကတော့မကောင်းဘူးဘာတဲ့တုံးရှီလျာလစွာသောကာလပတ်လုံးယုံညံ့တဲ့ခန္ဓာတွေကိုရပြီးတော့အကြာကြီးစိုးရင်ရတတ်တယ်ပူရတတ်တယ်တဲ့ငရတိဆံပြိတာသူတကယ်ဆိုတဲ့အပေလေးပုံမှာအကြာကြီးဒုက္ခတွေခံနေရတတ်တယ်တဲ့ပြောပုံကတော့တော်တော်ကိုတစ်တစ်ခွာခွာနိုင်တယ်နော်ဟိနကာယုပက
ယုံညံ့တဲ့ခန္ဓာတွေကိုရပြီးတော့တဲ့ဘလို့ခန္ဓာမျိုးရတယ်လဲဆိုတာဘလို့စိတ်မျိုးပေါ်ကိုမူတည်တယ်လဲဆိုတာကိုအဓိကမကြဘူးလားဘလို့စိတ်မျိုးဒီဘလို့ခန္ဓာမျိုးကိုရမယ်ဆိုတာကိုပြဋ္ဌာန်းတာပဲဟုတ်ရလားအဲ့တော့ဥခြင်းနာခြင်းသိခြင်းကိုအမှတ်ရတဲ့တတိရတဲ့စိတ်ဒီမြင့်မြတ်တဲ့စိတ်ဖြစ်မယ်မြင့်မြတ်တဲ့စိတ်ဒီမြင့်မြတ်တဲ့ဘဝကိုဖန်တီးလိုက်မယ်ဥခြင်းနာခြင်းသိခြင်းကိုမေ့နေတဲ့စိတ်ဒီပေးတတ်ရင်ယုံညံ့တဲ့စိတ်ဖြစ်မှာပဲဥခြင်းနာခြင်းသိခြင်းကိုအမှတ်မရရင်မာနတွေနဲ့တက်ကြွနေမဲ့လောဘဒေါသတွေနဲ့ဒီလိုပဲဖြစ်နေမှာပဲများတယ်မဟုတ်လားအေးဥခြင်းနာခြင်းအသေးခြင်းကိုအမှတ်မရရင်တော့မေ့နေရင်တော့အဲ့ဒါယုံညံ့တဲ့စိတ်တို့ကြောင့်ယုံညံ့တဲ့ဘဝခန္ဓာတွေရပြီးတော့အကြာကြီးဆင်းရဲရတဲ့တဲ့ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့လောကကြီးကဟောတဲ့တရားကိုနာဖို့မလိုဘူးလားကိုယ်ခန္ဓာကဟောတဲ့တရားကိုနားဆိုင်ဖို့မလိုဘူးလားလိုတာပေါ့ဗျာသူများခန္ဓာကဟောကိုယ်ခန္ဓာကဟောတဲ့တရားတွေကတော့စုံနေတာပဲဘယ်သူကပဲဟောတရားနာလိုက်တယ်ဆိုရင်ကတော့အသိဉာဏ်တို့ကိုရနိုင်ပါတယ်ဒီနေရာမှာဦးဇင်းတို့ပတောရသုတ်တံဆိုတာလေးဟာပြောစရာတော်တော်ကောင်းတယ်ပတောရဆိုတာကတော့နှင်တံလို့အဓိပ္ပာယ်ရတယ်နော်လောကကြီးကတရားတွေဟောနေတယ်နားထောင်တဲ့လူရဲ့အပေါ်မှာအဓိကမူတည်ပြီးတော့သူအသိဉာဏ်ဘလောက်ရင့်ကျက်သွားမလဲဆိုတာအဓိကသူ့ဉာဏ်ပေါ်မှာမူတည်တယ်ပေါ့ဟုတ်ရလားအဲ့ဒီမှာမြတ်စွာဘုရားကယဟန်တော်တွေကိုဟောတာပါလောကကြီးမှာတရားသူတရားမြတ်ရသွားကြတဲ့ပုဂ္ဂိုလ်တွေအမျိုးမျိုးရှိတယ်ရခြင်းရဲ့အကြောင်းတွေကလည်းအမျိုးမျိုးရှိတယ်ဟုတ်လားအဲ့ဒီနေရာမှာမြတ်စွာဘုရားကจิตသားတို့တဲ့ဥပမာလေးနဲ့ပြောတယ်ဟောဒီလောကမှာအာဇာနည်မြင်းဆိုတာ၄မျိုးရှိတယ်တဲ့အာဇာနည်မြင်းဆိုမှတော့အကောင်းကြီးပေါ့ဗျာနော်အဲ့ဒီမှာပထမအာဇာနည်မြင်းမျိုးစားကတော့ဘယ်လိုလဲဆိုတော့ယထာရင်းကနှင်တံကလေးကိုမြှောက်ပြလိုက်တာနဲ့နှင်တံရိတ်ကလေးကိုသူ့ရဲ့မျက်လုံးတောင်းအိမ်မှာရိတ်ခနဲ့မြင်လိုက်တာနဲ့ဟာငါကတော့အရိုက်နှက်ကတော့မခံဘူးဟုတ်လားဒီယထာရင်းကငါ့ကိုဘာလို့စေချင်တာလဲသူဖြစ်စေချင်တာကိုငါဖြစ်အောင်လုပ်မယ်ဆိုပြီးတော့အတင်းပြေးတာပဲတဲ့နှင်တံရိတ်ကလေးကိုမြင်တာနဲ့ပြေးတယ်တဲ့တော်လိုက်တဲ့မြင်းပေါ့အာဇာနည်မြင်းနော်နောက်ဒုတိယမြင်းမျိုးစားကတော့အဲ့လောက်တော့မတော်ဘူးနှင်တံရိတ်မြှောက်လို့နဲ့သူတိတ်ခီးမဆိုင်ဒါပေမဲ့သူ့ကိုမွေးညင်းပေါက်ကလေးတွေဝင်အောင်အမွှေးကလေးတွေနည်းနည်းလေးဟောလို့တော့နာတော့ဖြတ်ဆွဲရိုက်လိုက်ရင်တို့လိုက်ရင်တော့အတုမခံဘူးအဲ့ဒါဆိုရင်တော့သူပြေးပြီဟုတ်လားတို့လိုက်ရင်ဘာဖြစ်မလို့ပြေးမယ်နော်ပထမတကောင်ကပတောဒစ္ဆာယံနှင်တံရိတ်ကိုမြင်ပြီးတော့ပြေးတာဟုတ်ရလားနောက်တကောင်ကမွေးညင်းပေါ့နော်အေးနောက်တကောင်ကြတော့နောက်တစ်မျိုးကြတော့နှင်တံရိတ်မြင်ုံမြနဲ့လည်းသူမပြေးသေးဘူးအမွှေးကလေးလောက်ထိအောင်ရိုက်ုံမြနဲ့ထိအောင်တို့ုံမြလောက်နဲ့သူမပြေးဘူးအရေးပြားလေးကိုပေါက်သွားအောင်သူတို့ကျိန်ကလေးတွေတုတ်ကလေးတွေရဲ့ထိတ်မှာတန်ညုံလေးတွေတက်ထားတာရှိတာကိုဟုတ်လားအဲ့ဒါလေးနဲ့ထိုးလိုက်မှအသားကိုစိုက်သွားမှနည်းနည်းတွန့်ပြီးတော့ပြေးတာဟုတ်လားသူကတော့အရေးကိုဖောက်ပြီးတော့ထိုးလိုက်မှရိုက်လိုက်မှပြေးတာဒါတတိယမြင်းမျိုးစားပေါ့သတုထမြင်းမျိုးစားကတော့နှင်တံရိတ်လောက်နဲ့တော့သူကထဲ့မတွက်သေးဘူးမွေးညင်းလောက်ဂယုမဆိုင်ဘူးနော်အရေးတူရေပန်းပေါက်ယုံလောက်ဒါလည်းမရသေးဘူးအဲ့ဒီအသားကိုဖောက်ပြီးတော့ဘေးမှာအယိုးကြီးတွေမောက်မောက်ကြီးတွေထွက်နေတာရှိတယ်ကိုအဲ့ဒီအယိုးဆိုင်အောင်ကိုထိုးလိုက်မှသူကပြေးတာမြင်းလေးဘူးမျိုးတည်းမဲ့တော့သူကတော့အပြင်းဆုံးမြင်းပေါ့သို့တော့ဘယ်လိုအယိုးဆိုင်အောင်ရိုက်လို့မှမပြေးတဲ့မြင်းအလုံးမလုံးတဲ့မြင်းဆိုတာကလည်းရှိနေသေးတာကိုဟုတ်ရဲ့လားဒါကြောင့်အာဇာနည်မြင်းကဘယ်နှမျိုး၄မျိုးပါတဲ့အဲ့ဒီဥပမာအတိုင်းပဲဟောဒီလောကကြီးမှာတချို့သောတတ္တဝါတချို့သောပုဂ္ဂိုလ်တွေကဘယ်မြို့ဘယ်ရွာဘယ်ဒေသဘယ်မှာဘယ်သူအိမ်မှာဘယ်သူတော့ဒုက္ခတွေရောက်ပြီးတော့ယောဂတွေနှိပ်စက်လို့အိပ်ရတဲ့ပက်လက်လဲနေတဲ့ဟာဘယ်သူတော့အဲ့လိုအဖြစ်ကနေပြီးတော့သေသွားရှာပဲတဲ့ဟောခန္ဓာကိုယ်ရဲ့နာကျင်ခြင်းသဘောသေဆုံးခြင်းသဘောဒါကိုသူမြင်ရတာမဟုတ်ဘူးကြားရတာအဲ့ဒီကြားရယုံမျှနဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့ခန္ဓာမှာအဲ့ဒါလိုနာကျင်ပြီးတော့ဒုက္ခတွေရောက်ပြီးတော့သေဆုံးခြင်းပျက်စီးခြင်းကြုံမှာမဟုတ်ဘူးငါလည်းပဲနာကျင်ကြိုက်ခဲပြီးတော့မခံမရနိုင်ဖြစ်ပြီးတော့သေဆုံးခြင်းသဘောကိုကြုံရလိမ့်မယ်ပျက်စီးခြင်းသဘောကိုကြုံရလိမ့်မယ်လို့အဲ့ဒီပုဂ္ဂိုလ်ဖြစ်နေတန်ကြားတာကိုကိုယ်ခန္ဓာမှာနှိုင်းရှင်စဉ်းစားပြီးတော့ဒါတွေမကြုံသေးခင်မှာဒါတွေကလွတ်အောင်ငါကြိုးစားမယ်ဆိုပြီးတော့ကြိုးစားလိုက်တာအဲ့ဒါတရားသူတရားမြတ်ကိုရတယ်တဲ့အဲ့ဒါနှင်တန်ရိတ်ကိုမြင်ယုံမျှနဲ့ပြေးတဲ့မြင်အမျိုးစားနဲ့တူတယ်တဲ့သူများတွေဒုက္ခရောက်တယ်ဆိုတာကိုကြားတာနဲ့အဲ့ဒီဒုက္ခရောက်တဲ့ခန္ဓာမျိုးလိုပဲငါခန္ဓာဟာလည်းအတူတူပဲလို့သူနားလေတယ်ပေါ့ဒကာဓမ္မတို့ဦးဇင်းတို့တွေအတူတူပဲနော်ပျက်စီးနေတဲ့ခန္ဓာတွေပျက်စီးနှင့်ညပြီရှေ့ကကိုလည်းနောက်ကလိုက်မှာပဲမဟုတ်လားလိုက်ကြမှာပဲနော်အဲ့ဒါကိုနားလည်ပြီးတော့
မပြည့်စည်သေးခင်မှာမြင့်မြတ်တဲ့အတိတုဉာဏ်တို့ကိုရအောင်ကြိုးစားရမယ်ပေါ့ဆိုလိုတာကအနောက်တစ်ချက်ဒုတိယမြင်မျိုးစားနဲ့တူတဲ့ပုဂ္ဂိုလ်ပေါ့ဘာလဲသူကတော့ကြားယုံမြတ်နဲ့တော့တတိတံဝေကနဲ့တရားအလုပ်ကိုအာမထုတ်သေးဘူးဟုတ်လားဘယ်သူတွေဒုက္ခရောက်နေတယ်ဘယ်သူတွေသေလို့တဲ့ဘယ်သူတွေယောဂနှိမ့်ဆက်လို့တဲ့ဒီအကြားလောက်နဲ့တော့သူ့ကိုမထိတ်လန့်နိုင်စေသေးဘူးတံဝေကမရသေးဘူးပေါ့စင်စစ်အဖြစ်နဲ့သူ့မျက်စိနဲ့တက်အမြင်ရတယ်တဲ့အိယာတဲ့လဲပြီးတော့ဒုမထနော်သူများရေတိုင်းမှတောက်အော်ဟေ့ညီညူပြီးတော့ခန္ဓာရဲ့ဒုက္ခကိုတကယ်ကိုမရှုမလခံစားနေရတာပေါ့ခန္ဓာကဇာတိပြလာပြီကိုအဲ့ဒီချိန်ကြတော့ဟုတ်ရဲ့လားအဲ့ဒါကိုမြင်ပြီးတော့သူ့ရှေ့မှာပဲသေဆုံးသွားတယ်။ဩငါပြောတုံးလက်ပံတုံးကမှအသုံးကျသေးတဲ့ဟဲ့ဘာမှအသုံးမကျတော့ဘူးမကြခင်မှာပဲပုတ်ပွားပြီးတော့လူမြင်မကောင်းသူမကောင်းဖြစ်တော့ဒါနဲ့ဝေးရကိုပို့ကြမှာပဲဒီခန္ဓာကိုယ်ကဘလောက်ကြီးကျယ်ဘလောက်ခမ်းနားလဲဘလောက်တန်ဖိုးရှိလဲငါလည်းဒါမျိုးပါပဲဒီအဖြစ်ဆိုးတွေကလွတ်အောင်ငါကြိုးစားမယ်ဆိုတဲ့စိတ်နဲ့မြင်တာကိုအကြောင်းပြုပြီးတော့ကြိုးစားသွားတာအဲ့ဒါတရားဓုကိုရတယ်တဲ့အဲ့ဒါကဒုတိယအာဇာနည်မြင်မျိုးစားနဲ့တူတဲ့ပုဂ္ဂိုလ်ပေါ့သူလည်းအာဇာနည်ထဲပါတယ်နော်ဟုတ်ရဲ့လားပထမကမြင်လို့ဒုတိယကကြားလို့နောက်တစ်ယောက်ကြတော့အဲ့ဒါလို့မဟုတ်မြင်ယုံမျှနဲ့ကြားယုံမျှနဲ့တတိတံဝေကကိုသူဖြစ်အောင်မစွမ်းနိုင်ဘူးစင်စစ်အားဖြင့်သူ့ရဲ့အမျိုးအဆွေတဲ့သူ့ဆွေမျိုးတဲ့သူ့အိမ်ဟုတ်လားသူ့မိသားစုအဲ့ဒီမှာပျက်စီးမှုကြုံလာတယ်ဒါကိုမြင်နေရတယ်နော်ကိုသွေးကိုသားဆိုမှတော့ပိဿရေတစိမ့်ပုဂ္ဂိုလ်တွေသေဆုံးတာနဲ့တူမလားမတူဘူးအများကြီးထိခိုက်မှုရှိတယ်အများကြီးအသိဉာဏ်ကိုလည်းဖြစ်စေနိုင်တယ်တတိတံဝေကကိုလည်းဟုတ်ရဲ့လားအေးအဲ့ဒါလို့ကိုသွေးကိုသားကိုအိမ်ကိုရမှာပဲအဲ့ဒါလို့ဒုက္ခရောက်တာပျက်စီးဆုံးရှုံးတာကိုတွေ့တော့မှအရေးကြီးတယ်ဒါငါလွတ်အောင်လုပ်မှာပဲဆိုပြီးတော့အဲ့ဒီကြမှာသူကြိုးစားတယ်သူလည်းပဲတရားဓုကိုရတယ်တဲ့အဲ့ဒါတတိယအာဇာနည်မြင်အမျိုးစားနဲ့တူတဲ့သူတော်ကောင်းပေါ့ဟုတ်ရဲ့လားနောက်တတိယနောက်စတုထကြားယုံမျှနဲ့လည်းသူမတုံသေးဘူးမြင်ယုံမျှဘယ်လိုမှမနေသေးဘူးဟုတ်ရဲ့လားအေးကိုယ်ဆွေကိုမျိုးတဲ့ဖြစ်တာလည်းပဲသူတတိတံဝေကပြင်းပြင်းထန်ထန်မရသေးဘူးတကယ်စင်စစ်သူခန္ဓာကိုယ်ပေါ်မှာကိုယ်ပဲအဲ့ဒီနာခြင်းသဘောတရားပျက်စီးတော့မဲ့အရေးအယောင်တွေပြလာဟုတ်လားအဲ့ဒီကြတော့မှထိတ်လန့်ပြီးတော့အသေးမဦးသေးခင်ရတဲ့အချိန်ကလေးကိုလွတ်ပြီးတော့သူကြိုးစားတယ်ပေါ့တချို့ကြတော့လည်းပဲအချိန်မိခြင်းမှမိမယ်နော်ဒီကိစ္စကဟုတ်ရလားတချို့ကြတော့လည်းပဲဒါမသေးဆုံးခင်မှာပဲမြင့်မြတ်တဲ့တရားဓုအသိဉာဏ်ကိုသူရသွားတယ်ပေါ့ဟုတ်လားသူကတော့တော်တော်အန္တရာယ်ကြီးတယ်အယိုးထိုးအောင်ပြေးမှအယိုးထိုးအောင်ခိုင်းမှပြေးတဲ့မြင်မျိုးပေါ့ကိုယ်ခန္ဓာကိုယ်ကြီးမှာဖြစ်လာမှပဲသူကတတိတံဝေကရတာပေါ့ဒါလည်းပဲအာဇာနည်တဲကိုပါသေးတယ်ဟုတ်ရလားသူလည်းတရားဓုတရားမြတ်ရအောင်လှုပ်သွားနိုင်တယ်ပေါ့ခက်တာကကိုယ်ဖြစ်တာကိုပဲအမြဲတမ်းတတိမထားနိုင်ပဲနဲ့ဖြစ်တုံးပဲတုံတုံလှုပ်လှုပ်နဲ့ပျောက်သွားပြီဆိုတော့မေ့သွားပြန်တာပဲဒကာကြီးဒီမိုင်းမြတ်တော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့တတိတံဝေကတော်တော်ကိုမခိုင်မြဲတဲ့သဘောရှိတယ်လို့ထင်ရတယ်နော်ဟုတ်ရလားအေးသူများဖြစ်နေတာတော့ကတော့သိပြီးတော့မဖြုံသေးဘူးဟုတ်လားကိုယ်တိုင်ဖြစ်တာကိုတောင်မှပျောက်တဲ့အချိန်ကျတော့မေ့သွားပြန်ရောဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကကိုယ်တိုင်ဖြစ်တဲ့အခါကိုယ်တိုင်ခံစားရတဲ့အခါဒါကိုကောင်းကောင်းနားလေသဘောပေါက်ပြီးတော့ဖြစ်ပေါ်လာတဲ့တတိတံဝေကကိုထိမ့်သိမ့်ပြီးတော့ဒီတတိတံဝေကရဲ့တွန်းအားနဲ့မြင့်မြတ်တဲ့လမ်းစဉ်ကိုလိုက်ဖို့အသိဉာဏ်ဓုကိုရအောင်ရှာဖို့မြတ်စွာဘုရားကတိုက်တွန်းတာပါဟုတ်ရလားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သူကိုပစုခန္ဓာမျိုးကိုမဆိုနော်ဒေဝဒုဒဆိုတဲ့အတိုင်းတရားတွေကတော့ပြနေတာပဲကိုကမမြင်တာကခက်တယ်တရားတွေကတော့ပြောနေတာပဲကိုကနားမဆိုင်တာကခက်တယ်ဟုတ်ရလားဒါကြောင့်ဒီအိုခြင်းနာခြင်းသိခြင်းဆိုတဲ့အင်မတန်ရိုးစင်းတဲ့တရားသည်အင်မတန်ကြီးမားတဲ့စွမ်းအင်ကိုဖြစ်စေနိုင်တယ်ဆိုတာကိုတော့ယုံကြည်ထားရမယ်လက်တွေ့စမ်းကြည့်သောအဖြစ်လည်းပဲယုံကြည်ချက်ကိုမြင့်နိုင်ရမယ်စမ်းကြည့်လို့မရဘူးလားရတယ်အေးဆေးစိတ်ပါလက်ပါစဉ်းစားကြည့်ပါကျင့်ဖန်များစွာစဉ်းစားကြည့်ပါအထူးသဖြင့်သိခြင်းတရားကိုစဉ်းစားကြည့်ပါလောကကြီးသည်အချီးနှီးပဲဘာတန်ဖိုးမှမရှိဘူးဆိုတာကိုကောင်းကောင်းသဘောပေါက်လိမ့်မယ်ဟုတ်ရလားလောကကြီးသည်အချီးနှီးပဲပြီးတော့လည်းပြီးသွားတာပဲနော်မသေးခင်ပဲအရေးကြီးပြီးတော့ပြောဆိုပြီးတော့နေကြတာပဲဟုတ်လားအဲ့ဒါအသိဉာဏ်တူသိကြီးလာလို့ရှိရင်လောကကြီးရဲ့သဘောကိုတဖြည်းဖြည်းနဲ့နားလေသဘောပေါက်မှုကျေပြတ်မလာပြီဘူးလားကျေပြတ်လာလိမ့်မယ်ဒါကြောင့်ဥခြင်းနာခြင်းသေခြင်းရဲ့သူတို့ကိုစဉ်းစားခြင်းကြောင့်ဖြစ်ပေါ်လာတဲ့အသိဉာဏ်ရဲ့စွမ်းအင်ဆိုတာအင်မတန်မြင့်မြတ်တဲ့သဘောလေးနက်တဲ့သဘောရှိတယ်နော်ဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့
မြတ်သောရှာဖွေခြင်းဆိုတာကိုဖြစ်ရလေအောင်ဒီအိုခြင်းနာခြင်းသေခြင်းညှဉ်းနှွမ်းတတ်တဲ့သဘောတရားတွေအကြောင်းကိုကောင်းကောင်းနားလည်ထားဖို့မလိုဘူးလားလိုတယ်စဉ်းစားဖို့မလိုဘူးလားလိုတယ်ဒီတော့မြတ်စွာဘုရားကမြတ်သောရှာဖွေခြင်းဆိုတာအိုခြင်းနာခြင်းသေခြင်းညှဉ်းနှွမ်းခြင်းဒီသဘောတရားတွေရဲ့အပြစ်ကိုမြင်ပြီးတော့ဒါတွေကလွတ်မြောက်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့နိဗ္ဗာန်ကိုရှာလိုက်တယ်ပေါ့ဟုတ်လားအဲ့ဒါဒီမြတ်သောရှာဖွေခြင်း၄မျိုးပါတဲ့ဟုတ်ရလားဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့မမြတ်သောရှာဖွေခြင်းကဘယ်နှမျိုးလဲ၄မျိုးအိုခြင်းနာခြင်းသေခြင်းညှဉ်းနှွမ်းခြင်းရှိပါလှဲ့ခင်နဲ့အိုတတ်သောနာတတ်သောညှဉ်းနှွမ်းတတ်သောသေတတ်သောညှဉ်းနှွမ်းတတ်သောသဘောတရားမျိုးတွေကိုသာထပ်ပြီးတော့ရှာထားတယ်ဒါမျက်မြင်ရလဲဒီတိုင်းပဲတနည်းအားဖြင့်ဦးဇင်းတို့ကြည်ကြဲပြန့်ပြန့်ပြောလိုက်တယ်နော်အကုသိုလ်ကံတွေကိုပြုရင်တော့ယုံညံ့တဲ့ဘဝတွေရပြီးတော့မမြတ်သောရှာဖွေခြင်းတစ်မျိုးဖြစ်ပြန်တယ်ဟုတ်ရလားနိဗ္ဗာန်ကိုရည်ရွယ်ချက်မထားနိုင်မင်းနဲ့တန်တရားဝုကလွတ်အောင်ယုံမယ်ဆိုတဲ့စိတ်မပါဘဲနဲ့ကုသိုလ်မျိုးစုံပြုတော့ပြုပါရဲ့သူလည်းပဲမမြတ်သောရှာဖွေခြင်းတွေကိုပါရတယ်ဟုတ်ရလားရှောင်ရမယ့်အချက်တွေနော်ဒကာကြီးမိုင်များဒါကြောင့်ကုသိုလ်ကောင်းမှုကိုပြုတိုင်းတန်တရားဝုကလွတ်အောင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်မှန်နဲ့ပြုမယ်ဆိုရင်တော့မြတ်သောရှာဖွေခြင်းနဲ့အကျုံးဝင်မသွားဘူးလားအကျုံးဝင်သွားတယ်ဟုတ်ရလားဒါကြောင့်မြတ်သောရှာဖွေခြင်းဆိုတဲ့အလုပ်ကိုတွန်းအားပေးနိုင်တဲ့အိုခြင်းနာခြင်းသေခြင်းညှဉ်းနှွမ်းခြင်းရဲ့အပြစ်ကိုမြင်အောင်ကြိုးစားရမယ်ဒါဥစဉ်ကတရားကိုအသေးစိတ်ဟောတာမဟုတ်ဘူးနော်အိုခြင်းနာခြင်းသေခြင်းညှဉ်းနှွမ်းခြင်းရဲ့အပြစ်ကိုမြင်အောင်ကြည့်ပါဟုတ်ရလားအထူးသဖြင့်ညှဉ်းနှွမ်းခြင်းရဲ့အပြစ်ကိုလည်းမြင်အောင်ကြည့်တတ်ဖို့လိုမယ်နော်အေးအဲ့ဒါလို့မြင်အောင်ကြည့်လို့အပြစ်ကိုမြင်ခြင်းဒီပဲလေရဲ့ဒီညှဉ်းနှွမ်းတတ်တဲ့အိုတဲ့နာတဲ့သေတတ်တဲ့သဘောတရားတွေကလွတ်မြောက်အောင်လုပ်တဲ့နေရာမှာအများကြီးတွန်းအားမပေးဘူးလားတွန်းအားပေးမယ်အဲ့တော့ဒီနေရာမှာဦးဇင်းတို့တဲ့ပြောရရင်တော့အိုခြင်းနာခြင်းသေခြင်းညှဉ်းနှွမ်းခြင်းကလွတ်မြောက်အောင်လုပ်တယ်ဆိုတဲ့အလုပ်ဟာမဲခင်၈ပါးကိုပွားများတဲ့အလုပ်ကိုဦးဇင်းတို့ဓာရိုက်တဲ့ပြောရလိမ့်မယ်ဟုတ်ရလားတတိပဋ္ဌာန်၄ပါးကိုပွားများခြင်းမဲခင်၈ပါးကိုပွားများခြင်းဒီအလုပ်ကိုလုပ်ခြင်းဒီပင်လင်အဲ့ဒါမြတ်သောရှာဖွေခြင်းမြတ်သောရှာမိခြင်းလို့ပြောရမှာပါဟုတ်ရလားသူ့ထက်နည်းနည်းတစ်ဆင့်နှိမ်ပြောရမယ်ဆိုရင်တော့ကုသိုလ်မျိုးစုံကိုရည်ရွယ်ချက်မှန်မှန်နဲ့ပြုရင်လည်းပဲမြတ်သောရှာဖွေခြင်းမြတ်သောရှာမိခြင်းလို့ပြောလို့မရဘူးလားရတယ်သူလည်းပဲနိဗ္ဗာန်ကိုရဖို့အတွက်အများကြီးအထောက်အကူပြုမှာပဲလေဟုတ်ရလားသို့တော်လည်းပဲတရားဓမ္မတို့ဦးဇင်းတို့အခုလူဘဝကိုရနေတဲ့အခိုက်မှာကုသိုလ်မျိုးစုံကိုစုံအောင်ပြုယုံမျှနဲ့ကျင့်နေလို့တော့မသိတော်သေးဘူးတတိပဋ္ဌာန်ပွားများခြင်းမကင်၈ပါးကိုပွားများခြင်းဆိုတာကိုဇောင်းပေးပြီးတော့ဦးစားပေးပြီးတော့လုပ်ဖို့ကမလိုဘူးလားလိုတယ်အဲ့ဒီအလုတ်ဒီပင်လေအဲ့ဒါမြတ်သောရှာဖွေခြင်း၄မျိုးပါပဲဟုတ်ရလားဒါကြောင့်မကင်၈ပါးကိုပွားများရမယ်အထူးသဖြင့်တမ္မာဒိဋ္ဌိရဲ့သဘောတရားကိုကောင်းကောင်းနားလည်ပြီးတော့တမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မကင်၈ပါးကိုမိမိတန်တမှာဖြစ်ပွားအောင်ကြိုးစားရမယ်ဒီနေရာမှာတမ္မာဒိဋ္ဌိရဲ့သဘောဆိုတာကတမ္မာဆိုတာကမှန်ကန်တဲ့ဒိဋ္ဌိဆိုတာကအမြင်ပေါ့မှန်ကန်တဲ့အမြင်ပေါ့မှန်ကန်တဲ့အမြင်ဆိုတာကပေတတို့နားယီဝပြီးသားဖြစ်မှာပါမှန်ကန်တဲ့အမြင်ဆိုတာကမိမိခန္ဓာရဲ့ဖြစ်ပေါ်လာတဲ့သဘောတရားတို့သည်ချုပ်ပြောက်သွားကြတယ်ဆိုတဲ့အချက်ကိုမြင်ရင်းသည်အဲ့ဒါမှန်ကန်တဲ့အမြင်ပါပဲအမြင်မှန်ပါပဲအဲ့ဒါတမ္မာဒိဋ္ဌိပါပဲဟုတ်ရလားမမြဲတည်တာလည်းဖြစ်သောယုတ်တရားကိုမမြဲဘူးလို့သိရင်တမ္မာဒိဋ္ဌိလို့ဘုရားမဟောဘူးလားနာယုတ်ပါဠိတော်မှာဟောထားရှိရနော်မမြဲတည်တာလည်းဖြစ်သောခံစားချက်တို့ကိုမမြဲဘူးလို့သိရင်တမ္မာဒိဋ္ဌိလို့မြတ်စွာဘုရားဟောတယ်အဲ့ဒါလိုပဲတင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးကိုမြတ်စွာဘုရားအဲ့ဒီတိုင်းဟောတယ်အဲ့ဒီတော့အမြဲတမ်းချုပ်ပြောက်သွားတဲ့သဘောပြီးဆုံးသွားတဲ့သဘောနော်ခိုင်မြဲတဲ့သဘောမရှိတဲ့သဘောနော်မနေ့တုန်းကဖြစ်ခဲ့တဲ့ယုတ်တနန္တတွေ့ခဲ့ကြုံခဲ့ပြောခဲ့ဆိုခဲ့စားခဲ့တောက်ခဲ့ခံစားခဲ့ဝမ်းသာခဲ့ဝမ်းနည်းခဲ့အမျိုးမျိုးဖုံဖုံစိုးနေအောင်တွေ့ခဲ့ကြုံခဲ့ဖြစ်ခဲ့တဲ့ယုတ်တနန္တတွေဒီကနေ့ပါရှိသေးတယ်ဒါလူငယ်တွေတဲ့ရည်ရွယ်ပြောနေတာနော်မနေ့တုန်းကယုံနာဟာမနေ့တုန်းကပဲပြီးခဲ့ပြီးပျောက်ခဲ့ပြီးချုပ်ခဲ့ပြီးဒီနေ့ယုံနာနဲ့အသက်ရှင်နေတာပါဟုတ်ရဲ့လားကဲဒီနေ့ယုံနာမှာလည်းပဲဆက်ပြီးတော့ဝေဖန်ကြည့်ပါအောင်စိတ်သိကြည့်ပါအောင်မနေ့တုန်းကယုံနာသည်အခုရှိသေးသလားမရှိတော့ဘူးမနေ့တုန်းကပဲပျောက်ခဲ့ပါပြီအဲ့လိုပဲနေ့တဲ့တုန်းကယုံနာသည်မရှိခဲ့ဘူးမရှိတော့ဘူးနေ့တဲ့တုန်းကပျောက်ခဲ့ပြီညနေတုန်းကယုံနာသည်ညနေတုန်းကပဲပျောက်ခဲ့ပြီလွန်ခဲ့တဲ့တဏှာရီကယုံနာသည်လွန်ခဲ့တဲ့တဏှာရီကပျောက်ပြက်ခဲ့ပြီအကုန်ဆုံးခဲ့ပြီချုပ်ပျောက်ခဲ့ပြီအဲ့ဒီအတွေ့အကြုံတွေကိုအခြေခံပြီးတော့အမျိုးမျိုးသောကာယကံဝစီကံမနောကံတွေပြုလုပ်ပြီးတော့တုံ့ပြန်ထားတဲ့ကမ္မဆိုတဲ့အလုပ်တွေကတော့အကျိုးပေးမယ်ဆိုတဲ့အချိန်သဘောတစ်မျိုးကိုခန္ဓာမှာမြုပ်နှံပြီးတော့
နော်ကံစေတနာတွေကတော့ပျက်စီးသွားတယ်နော်ဟုတ်ရဲ့လားဒါပေမဲ့ကမ္မတတ္တိတွေအကျိုးပေးမယ်ဆိုတဲ့အရှိန်ကလေးကတတ္တိလေးကပြတ်သလားမပြတ်ဘူးအဲ့ဒါကတော့အကျိုးပေးခွင့်ကြုံရင်အကျိုးပေးမှာပဲနောက်ဘဝလည်းရှိနေတယ်ဟိုနောက်ဘဝလည်းရှိနေတယ်သူကတော့အကျိုးပေးမှာပဲဟုတ်ရဲ့လားကောင်းကောင်းကိုကာယကံဝစီကံမနောကံဖြစ်အောင်အားထုတ်ခဲ့ရင်ကောင်းတဲ့အရှိန်ပေါ့ဟုတ်ရဲ့လားမကောင်းတဲ့ကာယကံဝစီကံမနောကံအားထုတ်ခဲ့မယ်ဆိုရင်တော့မကောင်းတဲ့အရှိန်ပေါ့ဟုတ်ရဲ့လားအဲ့ဒါကတော့ကြံနေမယ်ပေါ့ဟုတ်ရဲ့လားကြံတဲ့ယုတ်တဲ့နန္ဒစေတနာတရားတွေကတော့ဘာဖြစ်သွားတော့ပျက်စီးသွားတယ်အကုန်လုံးချုပ်ပြောက်သွားတယ်သောတော်ကဥစဉ်တရားစဟောကသာဥစဉ်အတန်တွေဒလဇက်ထွက်နေတာဟုတ်လားအဲ့ဒါကိုပေးသက်ပေါင်းသူတော်ကောင်းတို့နားထောင်ပြီးတော့စိတ်ထဲမှာဒါကဟုတ်တယ်ဒါကတော့သဘာဝကြတယ်ဒါဖရာဟောတာများတက်ပြီးတော့သဘာဝကြပါလားလို့တွေးတဲ့အတွေးဟုတ်လားအဲ့ဒီအတွေးတွေကအခုရှိသေးလားမရှိတော့ဘူးနော်အေးအဲ့ဒါကိုနားထောင်နေတဲ့အချိန်မှာလေကလေးတွေတိုက်တယ်အေးတာတွေရှိတယ်နည်းနည်းခြုံနယ်ကလေးခြုံလိုက်တယ်နည်းနည်းနှွေးသွားတာရှိမယ်ရုပ်ပိုင်းဆိုင်ရာအမျိုးမျိုးဖြစ်တာပါပဲအဲ့ဒါတွေကအခုရှိသေးလားအခုဟာနဲ့ရက်တည်ပြီးတော့အခုဟာနဲ့အသက်ရှင်နေတာပဲလေစောစောကမရှိတော့ဘူးဟုတ်ရဲ့လားအဲ့ဒီအသက်အဟောင်းပြောင်းလဲမှုကြီးကမြန်ဆန်လွန်းလို့နူးညံ့သိမ်မွေလွန်းလို့ပဂရိမျက်စိနဲ့တော့မမြင်နိုင်ဘူးပေါ့ဟုတ်ရဲ့လားသို့တော့မြင်နိုင်သိနိုင်တဲ့ဉာဏ်ရှိအောင်လုပ်လို့မရဘူးလားရတယ်အဲ့ဒါကတော့တတိပဋ္ဌာန်ကိုအားကိုးရမှာပေါ့နော်ဖြစ်တိုင်းသောယုတ်တနန္တတွေနော်ကာယ ानु ပတနာကာယပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဝေဒနာ ानु ပတနာခံစားမှုပိုင်းဆိုင်ရာစိတ်ဓာ ानु ပတနာစိတ်ပိုင်းသိမှုပိုင်းဆိုင်ရာဓမ္မ ानु ပတနာသဘောတရားပိုင်းဆိုင်ရာဒါတွေဖြစ်တိုင်းကိုတတိဝရိယဉာဏ်ပညာဥသိပြီးတော့အမြဲတလက်ဆက်သိအောင်ကြိုးစားနေမယ်ဆိုလို့ရှိရင်ကိုဉာဏ်မျက်စိရှိတယ်ပဲဘယ်သဘောတရားမျိုးမဆိုကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ညင်နွမ်းတာပဲဖြစ်ဖြစ်စင်ကြယ်တာပဲဖြစ်ဖြစ်အလုံးဒီချုပ်ပြောက်သွားတယ်ဆိုတာကိုမသိနိုင်ဘူးလားသိနိုင်တယ်အဲ့ဒီလိုချုပ်ပြောက်သွားတာပဲလို့သိခြင်းဒီပင်လေအဲ့ဒါတမ္မာဒိဋ္ဌိပဲသဘောပေါက်လားချုပ်ပြောက်သွားတယ်လို့သိခြင်းဒီပင်လေအဲ့ဒါပါလေတမ္မာဒိဋ္ဌိပဲအဲ့ဒီချုပ်ပြောက်သွားတဲ့သဘောမမြဲတဲ့သဘောကိုသိနေတဲ့တမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ကင်၈ပါးကိုပွားများခြင်းဒီပင်လေရင်အဲ့ဒါအိုခြင်းနာခြင်းသေခြင်းညှဉ်းနှွမ်းခြင်းနှုတ်မှလွတ်ကင်းရာအတုမရှိမြင့်မြတ်ရာယောဂ၄ပါးတို့ရဲ့ကုံရာနိဗ္ဗာန်ဆိုတဲ့တရားဓုတရားမြတ်ကိုရအောင်ရှာဖွေနေတာပါတဲ့ပိဋကရေမရှာရင်တော့တွေ့မှာမဟုတ်ဘူးနော်မရှာရင်တွေ့မှာမဟုတ်ဘူးအခုတွေ့နေတာတွေကကိုရှာထားတာတွေတွေ့နေတာပဲအခုတွေ့နေတာတွေကတော့ဘာမှသက်သာရမရသေးတာချမ်းသာမှုမဖြစ်စေတာဆင်းရဲဒုက္ခဆိုတာလည်းပဲဉာဏ်ရှိရင်မသိနိုင်ဘူးလားသိနိုင်တယ်အခုမကောင်းတာတွေပဲကိုရထားတာအခုဘာဖြစ်လို့မကောင်းတာရထားတော့ဒုက္ခတွေဆင်းရဲတွေဘာလို့ရထားတော့ဒါတွေကိုပဲကိုကရှာထားတာအခုဟုတ်ရလားဒါကြောင့်ဒါနဲ့ဆန့်ကျင်ဘက်ဒါတွေရဲ့အပြစ်ကိုမြင်ပြီးတော့ကောင်းမြတ်တဲ့တန်ရှင်းတဲ့စင်ကြယ်တဲ့နိဗ္ဗာန်ချမ်းသာကိုငါရအောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ရှာမယ်ဆိုရင်ဒါပါလေမြတ်သောရှာမိခြင်းပါဟုတ်ရလားတဲ့ပြောရရင်တော့မဂ်ကင်၈ပါးကိုပွားများခြင်းသည်မြတ်သောရှာမိခြင်းပါဒီနေရာမှာအိုလွတ်ဖို့အနာလွတ်ဖို့အသေးလွတ်ဖို့ညှဉ်းနှွမ်းခြင်းကလွတ်ဖို့ဆိုတဲ့စိတ်ထားလိုက်မယ်ဆိုရင်တော့ရှာဖွေခြင်းကဘယ်နှမျိုးကွဲသွားမလဲ၄မျိုးကွဲသွားမယ်ဟုတ်ရလားဒါကြောင့်ဘေးသဘောသူတော်ကောင်းတို့သူကိုမျက်နှိုးတာကိုတန်ဖိုးထားတာကိုရှာနေကြတာပါဟုတ်ရလားကိုရှာတာကိုအရေးကြီးနေတာပါပဲနော်အရေးကြီးရှာတဲ့နေရာမှာတောင်မှဒါကနည်းနည်းအရေးကြီးတယ်ဒါကတော့ပူပြီးတော့အရေးကြီးတယ်ဟာဒါကတော့မလို့ရင်မရှိဘူးတအားအရေးကြီးတယ်ဆိုပြီးတော့အရေးကြီးတဲ့အတိုင်းအတာတွေကိုမကွာဘူးလားကွာတယ်နော်ဘာကြောင့်အရေးကြီးတဲ့အတိုင်းအတာတွေကွာသွားတာတော့တန်ဖိုးထားတာတွေနည်းနည်းကွာသွားတာဒါကပိုးတန်ဖိုးရှိတယ်ဆိုရင်ပို့ပြီးတော့အရေးကြီးသွားတာပါပဲဟုတ်လားအေးအဲ့ဒါလိုပဲကိုတန်ဖိုးထားတာကိုအရေးကြီးကြတာလောကကြီးကနော်အဲ့တော့ကိုအရေးကြီးနေတာကိုကြည်သောအဖြစ်ငါဒါကိုတော်တော်တန်ဖိုးထားနေပြီဆိုတာကိုသိနိုင်တယ်ဒီလိုသိတန်ဖိုးမထားပါဘူးဆိုရင်အရေးကြီးတယ်ဆိုတာပဲရှိမလဲဟုတ်ရလားအရေးကြီးနေတာကိုထောက်သောအဖြစ်ဒါကိုသူတန်ဖိုးထားနေတယ်ဆိုတာကတော့သိကြတယ်ဟောသူတော်ကောင်းကြီးတွေကြတော့နိဗ္ဗာန်ကိုပဲတန်ဖိုးထားတဲ့အတွက်ကြောင့်သူတော်ကောင်းတရားကိုပဲတန်ဖိုးထားတဲ့အတွက်ကြောင့်သူတို့ကသူတော်ကောင်းတရားရဖို့ပဲသူတို့ဘဝမှာအရေးကြီးဆုံးပဲကျန်တာသူတို့ဘဝမှာဘာမှအရေးမကြီးဘူးတရားဓမ္မတို့ဦးဇင်းတို့နဲ့သူတော်ကောင်းတို့ရဲ့ကွာခြားချက်ကိုဒါပြောပြတာပါဟုတ်ရလားကိုကအဲ့ဒါလို့သူတော်ကောင်းတရားကိုအရေးအကြီးဆုံးလို့ကိုယ့်ဘဝမှာမထားနိုင်သေးဘူးဘာလို့မထားနိုင်တာလဲဆိုတော့အဲ့ဒါဒီသာနဲ့တန်ဖိုးအရှိဆုံးဆိုတဲ့အတိကမရှင်းသေးဘူးဒီပညာတွေကိုပဲကိုကတန်ဖိုးထားနေတာဘူးတန်ဖိုးရှိတဲ့ထင်းနေတာဘူးဟုတ်ရလားအဲ့တော့ကိုယ့်ရဲ့ဉာဏ်ကကိုယ့်ကိုကောင်းကောင်းမသင်ကြားပေးနိုင်ဘူးကိုယ့်ကိုကောင်းကောင်းရှင်းအောင်လင်းအောင်လုပ်မပေးနိုင်သေးဘူးဟုတ်လားအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့
တန်ဖိုးမရှိတဲ့အရာတွေကိုပဲတန်ဖိုးရှိတယ်လို့ထင်ပြီးတော့တန်ဖိုးတွေထားနေတာပေါ့တန်ဖိုးထားပြီးတော့အဲ့ဒါတွေကိုပဲအရေးတကြီးအတင်းကြိုးစားနေတာပေါ့ကြိုးစားပြီးတော့ရှာတော့မရဘူးတော့မဟုတ်ပါဘူးရပါတယ်ရပြီးတော့မှမကောင်းမှန်းသိရတာဟုတ်ရဲ့လားအဲ့ဒီတော့ပိဿပေါင်းသူတော်ကောင်းတို့ရှာတယ်ဆိုတာကလည်းပဲကိုယ်စိတ်ထဲတန်ဖိုးရှိတယ်လို့ထင်တာကိုရှာတာပါဆိုတာလည်းအရေးကြီးတဲ့စကားလို့ဥစဉ်ထင်ပါတယ်ဟုတ်လားအဲ့တော့တန်ဖိုးရှိတယ်လို့ထင်တိုင်းလဲတန်ဖိုးရှိတာတော့ဟုတ်မယ်လို့တော့မထင်နဲ့နော်တန်ဖိုးမရှိတာကိုလည်းရှိတယ်လို့ထင်ရင်ထင်တတ်တယ်တန်ဖိုးမရှိတာကိုလည်းမရှိဘူးလို့ထင်ရင်ထင်တတ်တယ်မရှိတာကိုလည်းရှိတယ်လို့ထင်ရင်ထင်တတ်တယ်ပုထုသင်ရဲ့သဘောတဘာဝဆိုတာကအဲ့လိုကမောက်ကမနိုင်တဲ့သဘောလည်းရှိနေတတ်သေးတယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမတရားဒေသနာတွေများများနာယူကြည်ညိုလိုက်စားပြီးတော့ဘာကတန်ဖိုးရှိတယ်ဘာကတန်ဖိုးမရှိဘူးကိုယ်ပိုင်ဉာဏ်လေးလည်းအသုံးချပြီးတော့တန်ဖိုးအကြီးအသေးတန်ဖိုးအနေအများကိုလည်းပဲရွေးချယ်ပြီးတော့နားလည်ဖို့မလိုဘူးလားလိုပါတယ်ဟုတ်ရဲ့လားကိုတန်ဖိုးရှိတဲ့ထင်တာကိုပဲကိုရှာမှာပါဟုတ်ရဲ့လားအေးရှာတဲ့နေရာမှာတော့ဒီသုတ်တန်နဲ့ပိဿပေါင်းသူတော်ကောင်းတို့ချိန်ထိုးကြည့်ဖို့လိုပါတယ်ဟုတ်ရဲ့လားမြတ်သောရှာဖွေခြင်းလားမမြတ်သောရှာဖွေခြင်းလားဟုတ်လားမမြတ်သောရှာဖွေခြင်းဆိုတာကဘာကြောင့်မမြတ်သောရှာဖွေခြင်းလို့ပြောရတော့မမြတ်တာတွေပဲရလို့မမြတ်သောရှာဖွေခြင်းလို့ပြောရတာရှင်းရှင်းလေးရဲ့နော်အိုတာတွေနာတာတွေသေတာတွေညှဉ်းနှွမ်းတာတွေကိုပဲရတာကိုဘယ်လိုမြတ်သောရှာဖွေခြင်းလို့ပြောလို့ရမှာလဲဟုတ်တယ်မဟုတ်လားမမြတ်တာတွေပဲရတာပဲမဟုတ်လားယုံညံ့တာတွေပဲရတာပဲမဟုတ်လားအဲ့ဒါကြောင့်မလို့သူ့ကိုဘယ်လိုခေါ်လဲမမြတ်သောရှာဖွေခြင်းပေါ့အိုခြင်းနာခြင်းသေခြင်းညှဉ်းနှွမ်းခြင်းမရှိတဲ့ပဂရိအေးခြင်းနဲ့နိဗ္ဗာန်ကတော့အမျက်ဆုံးတရားပေါ့အဲ့ဒီအမျက်ဆုံးတရားကိုရအောင်ရှာတဲ့အလုပ်မို့လို့မြတ်သောရှာဖွေခြင်းလို့ပြောရတာပေါ့ဟုတ်ရဲ့လားဒါကြောင့်ဘေးသားပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တရားဟောတာတနာကြီးနဲ့9မိနစ်ရှိသွားပြီနော်အဲ့တော့ပြောတရားရည်ရွယ်ထားတာလဲကုန်သွားပြီဟုတ်လားအဲ့တော့မြတ်သောရှာဖွေခြင်းဘယ်နှမျိုးလဲ4မျိုးမမြတ်သောရှာဖွေခြင်းက4မျိုးဟုတ်ရဲ့လားအဲ့ဒါကိုဘေးသားပေါင်းသူတော်ကောင်းတို့ချိန်ထိုးပြီးတော့မမြတ်သောရှာဖွေခြင်းကလွတ်မြောက်အောင်ယုံထွက်နိုင်ပြီးတော့မြတ်သောရှာဖွေခြင်းဆိုတာပြည့်စုံအောင်ကြိုးစားရမယ်အဲ့ဒါလိုပြည့်စုံအောင်ကြိုးစားတဲ့နေရာမှာလည်းပဲအိုခြင်းနာခြင်းသေခြင်းညှဉ်းနှွမ်းခြင်းရဲ့အပြစ်ကိုလည်းမြင်အောင်စဉ်းစားတတ်ဖို့တော့လိုမယ်နော်တနည်းအားဖြင့်ဒေဝဒုတနတ္တမန်တို့ရဲ့တရားသံကိုလည်းပဲနားထောင်တတ်ဖို့လိုမယ်ပေါ့နတ္တမန်ဆိုတာဘာကိုပြောတာလဲအိုခြင်းနာခြင်းသေခြင်းကိုပြောတာဟုတ်ရဲ့လားအေးဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့မြတ်သောရှာဖွေခြင်းဖြင့်မြတ်သောရှာဖွေခြင်းကိုကြိုးစားပြီးတော့မြင့်မြတ်တဲ့အတုမရှိမြင့်မြတ်တဲ့နိဗ္ဗာန်ဆိုတဲ့တရားဓုတရားမြတ်ကိုရအောင်ရှာနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်နော်ဘဝတုသဗ္ဗမင်္ဂလာရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလာရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုံမင်္ဂသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအာလွန်သောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရက္ခန္တုကောင်းစွာမသွေစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကိင္ဃဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တတာဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနမဲလီရန်ဖူလီရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေတသောတရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနဘဂတံလေးရောက်ဗလတံလေးရောက်ဆိုသောရှေယောတော်ရိယာသံဃာရှင်မြတ်တို့နှင့်တကွာတိလာဂုံသမာတိဂုံပညာဂုံတို့နှင့်ပြည့်စုံတော်မူကြတဲ့သမုဒိသံဃာအရှင်ကောင်းအရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေခါမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း